တွေ့ရတာဝမ်းသာတယ်။ဂျာတိရဲ့တိုးထီခြင်းမလျောက်ခံစားမယ်လို့ယုံကြည်တယ်။ဂျာတိရှင်ရဲ့ prophet ပြုချက်စကားတွေကြားမယ်လို့မလျောက်ယုံလို့ hallelujah ။ကျွန်တော်နှုတ်ကပတ်တော်ဝင်ကားတဲ့အခါတုံ့ပြန်မှုလေးတွေကြားနေတယ်အဆင်ပြေမလား။တုံ့ပြန်မှုလေးတွေကြားရင်ကျွန်တော်ဘက်ကနေပြီးတော့အများကြီးစီးထွက်လို့ရတယ်။တော့ကျွန်တော်တို့တစ်ခါလေးဘာသာရေးရမ်းဆန်ရင်ဝိညာဉ်တော်လည်းနေရာမပေးတာနဲ့ကျွန်တော်တို့အရန်တူလိုက်တယ်။ဒါကြောင့်အားလုံးပဲဝိညာဉ်တော်လှုပ်ရှားလာအောင်ကျွန်တော်တို့ဘက်ကနေဘုရားသခင်ရဲ့ prophet ပြုချက်တွေကြားရင်ချက်ချင်းအာမင်ထူးမယ်။ကျွန်တော်အဲ့ဒါပြောပြမှုတယ်တခါ prophet angel တရားဟောတယ်အမျိုးသမီးတယောက်ကိုထိတ်ဆုံးကတယောက်ကို prophet ပြုတယ်။နေကိုဝင်မရအောင်မလားတဲ့ဘုရားသခင်လာမယ့်နှစ်ကျရင်ပေးမယ်လို့ပြောတယ်။သူအာမင်မထူးအနောက်ကတယောက်လည်းကိုဝင်မရတော့အနောက်တယောက်လိုချင်လုံးတော့သူ့ကိုမပြောရင်လည်းသူကခက်တည်တယ်အာမင်ကောက်ထူးလိုက်အာမင်လို့ပြောတော့နောက်နှစ်ကျတော့အရှိရတယောက်မရအောင်အနောက်ကတယောက်ရသွားတယ် hallelujah ကျွန်တော်တို့ဖခင်ရဲ့ prophet ပြုချက်တွေကိုအမြဲတမ်းကိုယ့်အတွက်ဖြစ်တယ်လို့သိမ့်ပိုက်ဖို့အတွက်လိုအပ်တယ်အာမင်ဒီနေ့ညမှာအားလုံးကောင်းချီးရတော့မယ်အချို့ကအာမင်မထူးသေးဘူးကျမ်းစာမှာပြောတယ်ကျမ်းစာမှာပေတရုကိုယေရှုကပါတယ်ပေတရုတို့မင်းတို့တဲ့ရွာတွေကိုသွားရင်တဲ့အားလုံးကိုသူတို့ဟီဘရူးလိုတော့ရှလုံပေါ့ရှလုံဆိုတာကတော့ငြိမ်သက်ခြင်းရှိပါစေပေါ့အဲ့တော့သူကမင်္ဂလာရှိစေလို့ပြောတယ်အဲ့တော့ပေတရုတို့ကဘာမှာလိုက်လဲဆိုတော့တကယ်လို့မင်းတို့ကမင်္ဂလာရှိပါစေလို့ပြောတဲ့အခါတဲ့ပြန်ပြီးတော့အာမင်မထူးရင်တဲ့အဲ့ဒီမင်္ဂလာမင်းတို့ပေါ်ပြန်တက်ရောက်မယ်တဲ့နော်အဲ့တော့ကျွန်တော်ကမင်္ဂလာရှိမယ်ကောင်းကြီးရမယ်လို့ပြောရင်အာမင်မထူးရင်အဲ့ဒါကျွန်တော်ပေါ်ရောက်လာလိမ့်မယ်ဟာလေလုယာဘုရားကောင်းကြီးပေးပါစေဒီနေ့ကျွန်တော်တို့ကျွန်တော်အရင်ဆုံးအနာယောဂအတွက်အရင်ဆုံးခဏလောက်ကျွန်တော်ဆူတောင်းပေးခြင်းနဲ့ပြီးရင်ကျွန်တော်နှုတ်ကပတ်တော်အတွက်ကျွန်တော်ဟောမယ်အဲ့တော့အနာယောဂရှင်အတွက်ဆူတောင်းခံခြင်းနဲ့သူရှင်လက်ထောင်ကြည့်အောင်ကျမ်းမာခြင်းအတွက်ရှိတယ်ဆိုရင်โอเคနာယောဂရှိတဲ့သူတွေကခဏလောက်မတည့်ရအောင်ခဏလောက်မတည့်ရအောင်ဒါကောင်းရှောက်လို့မရဘူးဒီအင်္ဂယ်ဟုတ်လားဘယ်လောက်ကြာလဲရှင်းနေရတယ်ကျွန်တော်တို့ပဲဆူတောင်းတယ်နော်โอเคအကျဉ်းနဲ့သူတော့ကျွန်တော်တို့လက်ဆူတောင်းမယ်ဘုရားသခင်ရဲ့ဝိညာဉ်တော်လှုပ်ရှားမယ်အာမင်အာမင်ကျွန်တော်တို့အခုဒီမိနစ်ခဏလောက်ယူမယ်ဒါပြီးသွားလို့ရှိရင်ကျွန်တော်နှုတ်ကပတ်တော်ဝင်ရမယ်ဟုတ်ပြီနော်ကျွန်တော်ကျမ်းစာပြောတယ်ကျမ်းစာကကျွန်တော်တို့ဟောပြောတဲ့တရားကတဲ့လူတွေကိုသွေးဆောင်ဖျားယောင်းတဲ့စကားနဲ့မဟောအောင်တဲ့ဟာတာအရန်ကောင်းလို့ရည်စရာမောစရာအရန်ကောင်းလို့ပေါလုကဘာပြောလဲဆိုလို့ရှိရင်ငါဟောတဲ့မင်းတို့ရဲ့ယုံကြည်ခြင်းဟာတဲ့ငါရဲ့သွေးဆောင်ဖျားယောင်းတဲ့အပေါ်မှာယုံတာမဟုတ်ပဲတဲ့ဖခင်သခင်ရဲ့ဝိညာဉ်တော်နဲ့တကုန်းနမိတ်လက္ခဏာအားဖြင့်တည်ဖို့ရန်အတွက်ငါသင်တို့ရှိကိုလာတဲ့အခါတက်တည်ပြဖို့အတွက်လာတယ်တဲ့ပေါလုကတရားအများကြီးမဟုတ်ပေါလုကတက်တည်ဖို့ပြဒါကျွန်တော်တို့ဖခင်ရဲ့တက်တည်ကိုအရင်ဆုံးကျွန်တော်ပြချင်တယ်ဟာလေလုယာဟောကျွန်တော်ကရွှေ့တာဖြစ်သွားလိမ့်မယ်တရားဟောတာဆရာကျော်ကတရားဟောရင်အပြောကောင်းလို့ရွှေ့တယ်ဖြစ်မှာဆိုလို့အပြောလည်းအရင်မကျွမ်းဘူးဒါပေမဲ့ဖခင်သခင်ဒီအသက်ရှင်တဲ့နှုတ်ကပတ်တော်အသက်ရှင်တဲ့အတွက်ချက်ချင်းတက်တည်ပြလို့ရတယ်အာမင်လွယ်တယ်ကျွန်တော်ဒီနေ့မျိုးသမီးတယောက်ကရင်ပြည်နယ်ကနေဆူတောင်းခံတယ်ဆူတောင်းခံတဲ့သူကဦးလေးတယောက်ဖြစ်တယ်လမ်းထားလျှောက်လို့မရတော့ဘူးကြာသွားပြီဘယ်နည်းလည်းမသိဘူးဒါပေမဲ့လမ်းလျှောက်လို့မရဘူးလေးဖြတ်သွားတယ်ကာရင်လည်းမသိတော့ဘူးအဲ့ဒါကျွန်တော်ပြောတယ်ရတယ်ကရင်ပြည်နယ်နဲ့မလေးရှားသိမဝေးဘူးတယ်လီဖုန်းတွေကတော်တော်နီးတာဟာလေလုယာကျွန်တော်ကအခါတိုင်းတော့ဗီဒီယိုဖွင့်ခိုင်းတယ်ဗီဒီယိုဖွင့်ကြမလို့ဒီတိုင်းနေလိုက်ကျွန်တော်ပြောတယ်ယေရှုကလက်ကွေးနေတဲ့သူကိုဆက်လို့ပြောရင်ချက်ချင်းဆက်တန်းဆက်ကျွန်တော်ပြောမယ်အဲ့လှုပ်လို့မရဘူးလေးဖြတ်နေတဲ့လက်ကျွန်တော်ပြောတဲ့အခါလှုပ်ဆိုတာနဲ့စလို့ယေရှုနာမနဲ့အရင်ဆုံးပျောက်ပြီလို့တစ်ခေါက်ပြောပျောက်ပြီဆိုရင်ပျောက်ပြီအခုဘာလုပ်လဲဆိုရင်သခင်ယေရှုရဲ့နာမ၌လှုပ်စေလှမ်းလို့ပါတယ်ဟုတ်တယ်နော်โอเคအဖတ်နေတယ်နော်နော်ထွက်လာတော့လက်သွားကောင်းကင်မှာပဲထွက်လာတော့အဲ့တော့ကျွန်တော်မရှိသူတွေလှုပ်စေဆိုရင်လှုပ်စေအဲ့ဒီခါမှာကျွန်တော်ပြောပြတယ်ချိန်ကြာကြီးမရဘူးခဏပဲအခုမလုပ်ဘူးလှုပ်တော့လို့ကျွန်တော်စပြောရတယ်သူ6ပြီသူစားလုပ်လိုက်တယ်သူလက်တွေသူစားလုပ်လိုက်တယ်ဒီအကကြီးကလက်ပေါင်းများစွာသူများကင်ရင်တော့မသိတဲ့လေဖြတ်သွားကြီးကပြန်ကောင်းသွားတယ်ဒီနေ့လည်းပဲဒါကြောင့်ဒီမှာရှင်းသူတွေအဝေးကြီးကဒူတော်မှတခါတည်းတန်းပြောက်ရင်ဒီနီးနီးလေးကလူတွေကချက်ချင်းတန်းပြောက်ဖို့ပိုးလွယ်တယ်အာမင်ဟာလေလုယာဘယ်ရောက်ကအဲ့ဒါကိုယုံကြည်လဲအနာယောဂကြီးကြီးကိုဘယ်ရောက်ယုံကြည်လဲဘယ်လာလဲကဲကမ္ဘောပါလို့
Kamu baru sudah salah ya? Mau? Hospital choket. Choket ya? Choket, okey. Kira? Jangan sudah ya. Biar kenal Durga Gogo ya. Alam Durga Gogo, wei mereka. No, wei mereka jangan Durga biar kita Gogo ya. Pura basan dah lah ya. Durga pada jadi biar Gogo ya. Nayoga sih tu ni, Nikoli, oh Arya, sih selalu lagi tu ya. Kuna Nayoga sedang kamu ni. Biar kita kopi. In Jesus name. 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 Be healed. Be healed. Shabbat kaba talabase. Semua ada chance. So we will. In Jesus name. Shabbat baba. Shabbat baba. Ora basanta na katantia. Shabbat baba. Ora basanta. Durga Gogoya. Durga Gogoya. You are here. Ora basanta baba. I worship you. Ora basanta. Ora basanta baba. Ora basanta. Ora basanta. Ora basanta. Walking miracle. I worship you. I worship you. You are here. Walking miracle. I worship you. I worship you. Durga Gogoya. I worship you.
ဒီလက်ကလက်ထောင်ဒီလက်ကမကျမ်းမာတော်သူတို့ပေါ်မှာလက်ကိုတင်၍ချမ်းသာပေးမယ်လက်ဖြင့်အဲ့တော့ဘာလို့လဲဆိုတော့ဒီလက်ကဒီအငယ်ခြေတော့လမ်းကောင်းအောင်ရှောက်လို့မရအဲ့တော့အခုဘာလို့လဲဆိုတော့ဒီအငယ်ခြေတော့ပေါ်မှာလက်ကိုတင်လိုက်မယ်တင်လိုက်ပြီးတဲ့အခါမှာသူ့ကိုမိုင်းလေးချက်ပြီးပြီညအားရပါရတာကိုင်လိုက်နောက်ဆုံးကြောက်သွားတဲ့ဒီကိုင်လိုက်ဒီဘက်ကဘုရားကူကြည့်ပေးလိုက်ဟုတ်တော့ကူကြည့်ပေးမယ်ကျွန်တော်ပြောတဲ့အတိုင်းမိုက်ကနေလိုက်ရုပ်မယ်ဘေးဘက်ချက်တော့လေဘေးဘက်ချက်တော့လေဘေးဘက်ချက်တော့အငယ်အခုကျွန်တော်စူတောင်းပြီးတာနဲ့သူလက်တင်ပြီးတာနဲ့လမ်းလျှောက်မှာလားလာတဲ့တိုင်းပြန်မှာလားနားလေနားမလဲတယောက်လုံးပါနားလေတော့နားလေကျွန်တော်ပြောတာတော့ပါကျွန်တော်ညံ့ပါလာတဲ့အတိုင်းပဲထောင်းနဲ့နေမှာဒါမှမဟုတ်ချမ်းချမ်းမှနဲ့ပြန်ပါလားချမ်းချမ်းမှချမ်းပါတော့အဲ့တော့အခုဘာဖြစ်သွားမလဲအခုဆူတောင်းမေးဘာဖြစ်သွားမလဲဆူတောင်းမေးချောက်ပြန်အောင်မြင်လာပြီလားမျက်စိထဲမှာဘလို့ပုံစံလမ်းလျှောက်လဲမြင်လာပြီလားမြင်လာပြီဒါမျိုးဟုတ်ပြီโอเคအဲ့ဒီလက်ဖျားသခင်ရဲ့တကိုးတော်စီစဉ်မဲ့လက်ကျွန်တော်ပုံမှာလက်ကိုတင်လာလိုက်ဒူးပေါ်မှာကင်ထားလိုက် in Jesus name ကျွန်တော်တို့လည်းပြောမယ်သခင်ယေရှုနာမ၌အနာယောဂငြိမ်းစေသောတကိုးကိုဒီအင်္ဂလိပ်ကျွန်တော်ပုံမှာဆေလွတ်ပါတယ်ယခုပင်ချက်ချင်းသခင်ယေရှုနာမ၌ပျောက်စေယောဂထွက်သွားအနာယောဂနာကျင်ခြင်းထွက်သွားကျမ်းပါပြီကျမ်းပြီအကဲယောလာခဲ့ဘယ်လိုပြောရယောဘောလာပါရှာတာ in Jesus name လောက်ရှာကြည့်တော့လောက်ရှာမယ်ကျွန်တော်လောက်ရှာကျွန်တော်လောက်ရှာပြောက်အားရပါပြောက်in Jesus name we plead in Jesus nameအဲ့တတရားသိရှိတာတော့ဘယ်လိုရောလားကျွန်တော်ကြည့်တတရားသိရှိတာပြောင်းမယ်လို့ရောလားတတရားသိရှိလားပြောင်းမယ်လို့ရောလားပြောင်းမယ်လို့ရောတယ်တတရားသိရှိလားနည်းနည်းရှိဟုတ်တတရားသိရှိရပေါ့နည်းနည်းနာဟုတ်ပြီโอเคဒီချောက်ခွေးလို့မရโอเคပြောင်းမယ်လို့ယုံတယ်နော်ကောင်းခွေးမယ်လို့ယုံလားဒီလက်တယ်လားလက်ပြန် in Jesus name ယေရှုနာမ၌ပေါ်ဝင်ပေးတယ်ဘုရားတစ်ချက်ကူညီပေးပါတော့နော်တစ်ချက်ပိုက်ချလာလိုက်ရ in Jesus name ယေရှုနာမ၌ပြန်ကိုးဖို့ပေးတယ်တန်တရားစိတ်တွေကိုမောင်းထုတ်ပေးရှာချက်ချင်းကြမ်းပါစေယေရှုနာမ၌ပျောက်စေယေရှုနာမ၌ပျောက်စေ in Jesus name okay အကယ်နဲ့ဆန္ဒလိုက်နော်အကယ်နဲ့ဆန္ဒလိုက်ဒီဘက်အမတို့ဆူတောင်းမယ်နော် okay မကျမ်းမာတဲ့နေရာပေါ်မှာတစ်ချက်တော့ဟိုဘက်ကလေးပေါ်မှာတစ်ချက်တော့ဆူတောင်းပြီးပါမယ်နော်ဟဲလနာတစ်ချက်ဆူတောင်းโอเคဘယ်လောက်ကြာပြီလဲယောဂဖြစ်တယ်လေးလားရှိပြီโอเคရရငါလားဆရာဝန်ကအတည်ပြုလိုက်ပြီပေါ့အတည်ပြုလိုက်ပြီတခြားတော့ဘာမှမပြောသေးဘူးတွေးပြန်စစ်ပြဘူးစားချက်တွေးပြန်စစ်ဟုတ်ပြီโอเคပြောင်းမယ်လို့ယုံကြည်ရမလားကျွန်တော်နောက်လိုက်ပြောငါမသေးရသေးအသက်ရှင်၍ထာဝရဘုရား၏ကောင်းမြတ်ကြောင်းကိုတတ်သိခံရအောင်မယ်အာမင်တရားရှိတာပြောင်းမယ်လို့ယုံလားလုံးဝယုံတယ်နော်လက်တင်စအောင်နောက်ပြီးအမိတ်ပြီးကျွန်တော်ပြောတဲ့အတိုင်းလိုက်အမိတ်ပြီးမယ်နော်ယေရှုနာမ၌တည်စီတဲ့ယောဂဖတ်သွားအမိတ်ပြီးတယ် Spirit of cancer I rebuke you in Jesus name leave your life be healedကျမ်းပါစေကောင်းပါလေပြပါကျမ်းပါစေယေရှုနာမနဲ့ကြောက်ပြီโอเคပြန်လို့ခွင့်နာယောဂညင်ကိုစစ်မယ်
ဆရာဝန်နဲ့ပြန်ဆက်မယ်ထူးခြားမယ်လို့ယုံကြည်လားအာမင်ဟာလေလုယာโอเคဒီအခါတော့တစ်ချက်တော့နာယောဂပေါ်မှာလက်တင်ပေးပါနာယောဂပေါ်မှာလက်တင်ပေးဖျားသခင်ကိုရောဝိညာဉ်တော်ဆက်တတ်ပါနာငိမ့်စီတော်ကိုရောဆက်တတ်ပါ in Jesus name in Jesus name in Jesus name be healed in Jesus name be healed in Jesus name be healed in Jesus name တကယ်ယေရှုနာမနဲ့ပြောက်သွားဖို့မိတ်ပြီနှလုံးယောဂတကယ်ယေရှုနာမနဲ့ထွက်သွားအဆိုင်ယောဂလည်းယေရှုနာမနဲ့ထွက်သွားဘုရားသခင်ကိုတော့ကောင်းတစ်ခုလုံးကြိုက်နေတဲ့အရာနှစ်ပေါင်းလာပေါင်းများစွာကြာပြီယေရှုနာမနဲ့ကျမ်းမာခြင်းပေးတယ်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 အဆိုင်ယောဂယေရှုနာမနဲ့ကျမ်းမာခြင်းပြန်ဖြစ်စေ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 တဖုံးရောက်နေတဲ့ကျမ်းမာခြင်းပြန်ဖြစ်စေ in the name of Jesus we heal in Jesus name we heal in Jesus name we heal in Jesus name 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 အားလုံးပြောက်စေယေရှုနာမနဲ့တပါဖို့ပေးတယ်ချက်ချက်ကြပါဖို့ပေးတယ်ကာမဘာရှာကျွန်တော်လည်းပြောယေရှုနာမနဲ့ကျမ်းပါပြီယေရှုနာမနဲ့ပြောက်ပြီကင်ဆာယောဂပြောက်ပြီနှလုံးယောဂပြောက်ပြီလေပြည့်တဲ့ယောဂပြောက်ပြီလာမဆောင်တဲ့ယောဂကျမ်းပါပြီကျမ်းဆောင်နိုင်ပြီကျမ်းပါပြီယေရှုနာမနဲ့ကျမ်းပါပြီ in Jesus name amen amen ယောဂတွေပြန်ဆန်းကြည့်အောင်အနာယောဂတွေပြန်ဆန်းကြည့်အောင်ကျွန်တော်တို့ဆရာဆရာမတွေကကူပြီးမေးပေးပါယောဂတွေကျွန်တော်ကနေနေသက်တာပေါ်လာသက်တာအဲ့ကဲပြုံးလေးကြည့်ပြုံးလေးတယ်အရင်ကမစိုးရိမ်နဲ့ဘုရားသခင်ကိုတော့ယခုချက်ချင်းကျမ်းပါခြင်းပေးပါ in Jesus name in Jesus name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  ဖြောက်စေ amazing ဖြောက်စေ be healed in Jesus name be healed in Jesus name ချင်းလှုပ်ရှားနိုင်ဖို့မိတ်ပေးတယ်ကောင်းစွာလှုပ်ရှားတယ်ကောင်းစွာလှုပ်ရှားတယ်ကောင်းစွာလှုပ်ရှားတယ်ယေရှုနာမနဲ့လှုပ်ရှားတယ်ယေရှုနာမနဲ့လှုပ်ရှားတယ် in Jesus name လှုပ်ရှားတယ်အေးလာလားပူလာလားအေးနေပါဟောကြည့်လားသူကပူတယ်ကြားလို့ဘာဖြစ်တာလဲအေးသွားလားအထဲမှာအေးသွားအခုအောင်နားလားနားသေးလားနားလားမသိဘူးသိတာမသိဘူးမသိတာတော့မသိဘူးမြင်သွားတဲ့အချိန်မှာ
ထင်တယ်ပေါ့ Okay ဟုတ်ပြီအင်းကြီးရုပ်ကြီးနေတာဖြစ်တယ် Okay Okay ဟုတ်ပြီအနာရောဂါနဲ့သက်သာတဲ့သူရှိတာဒီရှိပါဘာဖြစ်လဲဘာဖြစ်လဲဆောင်းနေမကွေးနဲ့ရောက်ရင်ကိုယ်လုံးသိမရအခုတော့ရတိုက်တယ်လည်းမရှိတော့ကိုယ်လို့ရလာရလို့ရโอเคဖြားကောင်းခြင်းဟာလေအိမ်ဘောပြကြအခုတက်တာလေကားဘောပြကြအိမ်ဘောဆိုရင်တော့အခုဘယ်လိုနေလဲကြောက်ပြီဟာလေလုယာအာမင်ယေဘုတိပြောက်ချပေါ်ရဘုရားမရှမ်းကြလာပါဆန်းကြလာပါဒီလာပါရှမ်းကြပြားကြီးကြောက်ကယောဂကိုယေရှုနာမနဲ့အမိန့်ပေးတယ်ဖတ်ပါအမိန့်ပေးတယ်ထောက်အောင်အမိန့်ပေးတယ် Jesus name Father fill with your healing အနာငြိမ်းကြီးတွေရောဘုရားနဲ့ဖြည့်ပေးပါချက်ချင်းဖြည့်ပေးပါယေရှုနာမနဲ့ဖြည့်ပေးပါကျမ်းမာခြင်းချက်ချင်းဖြစ်စေကျမ်းမာခြင်းချက်ချင်းဖြစ်စေကျမ်းမာခြင်းဖြစ်စေပါကျမ်းမာခြင်းဖြစ်စေပါအလုံးရောကယေရှုနာမနဲ့အမိန့်ပေးတယ်ကြောက်စီအလုံးအောင်လို့အမိန့်ပေးတယ်ရောလိုက်ထွက်အောင်အမိန့်ပေးတယ်ကြောက်စီ Jesus name ကြောက်စီ Jesus name ဒုပိုင်းတာအခုဘယ်လိုနေလဲ Jesus name ဘယ်လိုနေလဲနာလာโอเคယေရှုဘုရားနာမနဲ့တတ်တာစီသခင်ယေရှုနာမနဲ့တတ်တာဒီနေ့လက်တင်ပေးပါသခင်ယေရှုနာမနဲ့တတ်တာစီချက်ချင်းပြောက်စီယေရှုဘုရားနာမနဲ့အမိန့်ပေးတယ်ချက်ချင်းပြောက်စီအမိန့်ရှိတယ်ပြန်မလာနဲ့တော့ထောက်အောင်အမိန့်ပေးတယ်ယေရှုဘုရားနာမနဲ့ပြောက်စီအာမင်ဆမ်းပေးပါဆမ်းပေးဘောရပါရှာတာဟာလေလုယာဟာလေလုယာအားလုံးဖျားလက်ကုပ်တီးပြီးတော့ချီးမွမ်းရအောင်ဘယ်လိုလဲဘောဇာဒီကဘာကျွန်တော်ခုတော့တွေးခဲတယ်လို့ခံစားရတာဖြစ်တာ၄လလောက်ရှိပြီစတောင်းပေးပြီးတဲ့အခါသူတို့မှအရင်ယုံကြည်စိတ်ချမှုရှိအရင်တော့အရင်ဆွေးနေကြောက်တယ်စတောင်းပေးပြီးတဲ့အခါမှာသူတို့မှလုံးဝရှင်းရှင်းလေးသူရောဂါမရှိတော့အဲ့လိုယုံကြည်ချက်သူခံစားရတာဖြစ်တယ်အခုဘယ်လိုလဲတက်တာပါလားတက်တာတို့ခံစားရတယ်ဘယ်လိုနေလဲတက်တာဘယ်လာတာတင်မစော်လို့Jesus name ဖြာရတော့တော့စင်တာပါယခုပဲစင်တာပါနားနေတိုင်းထွက်သွားမှာအမိန့်ပေးတယ်နားနေတိုင်းထွက်သွားစေနားနေတိုင်းထွက်သွားစေအကျော်နဲ့အယိုးသူ့နေရာနဲ့ပြန်ရက်စေသူ့နေရာအတိုင်းပဲပြန်ဖြစ်စေအကျော်တွေအယိုးတွေသူ့ပကတိနေရာကိုပြန်ရောက်ဖို့အမိန့်ပေးတယ်ကောင်းစေပြောက်စေin Jesus name Jesus name Hallelujah. Kora bashanda laba kigara basanti alaba kora bashanda laba kira basanda laba kusha mama telekosa. Okay. ကျွန်တော်တို့ခုနနာယောဂတို့စတောင်းခံတဲ့သူတွေကဘုရားသခင်တချို့ယောဂတွေကချက်ချင်းလဲဆန်းလို့မရတဲ့အတွက်သူတို့မသိကြဘူးဒါပေမဲ့နာယောဂနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့စိတ်နှလုံးထဲမှာမြင်ရမယ့်ပုံစံကဘုရားသခင်ရဲ့တည်င်းစကားကိုယုံရမယ်အာမင်ကျမ်းစာပြောတယ်ယေရှုခံခဲ့သောဓာတ်ချက်အဖြစ်အနာပြောက်ပြီလို့ကျမ်းစာပြောတယ်ဒါကြောင့်ဒီတည်င်းစကားကိုကျွန်တော်တို့ကယုံရင်ဒါကိုယုံရင်တော့ယုံတဲ့အတိုင်းတော့ဖြစ်သွားတယ်
ကျွန်တော်ကိုတလောကတနေ့ရမှာကျွန်တော်ဆူတောင်းတဲ့အခါဒီပါလေကျွန်တော်လက်နဲ့မဟုတ်ဘူးအခြားလူတစ်ယောက်ရဲ့လက်နဲ့ပဲတခြားနိုင်ငံသားတစ်ယောက်ကအနာရောဂါတန်းပြောက်သွားတယ်ဘုရားသခင်ကအနာရောဂါငြိမ်းခြင်းကိုတကယ်လုပ်တဲ့ဘုရားဖြစ်တယ်အာမင်ကျွန်တော်တို့ဒီမှာရှေ့သူတွေကိုဒါယုံစေခြင်းလို့ဒါကျွန်တော်အားလုံးကိုသက်တည်တစ်ချက်ထူခြင်းဖြစ်တယ်ခုနယောဂါတွေထဲမှာနည်းနည်းတချို့ယောဂါတွေလည်းနည်းနည်းနာမည်သိပြောလို့မရတဲ့ယောဂါတွေရှိတယ်ဒါပေမဲ့ဆရာဝန်နဲ့ပြန်စစ်ပါတော့ဆရာဝန်နဲ့ပြန်စစ်တဲ့အခါမှာထူးခြားတဲ့အရာကိုမြင်တွေ့ရလိမ့်မယ်အာမင်ကျွန်တော်ဒီမှာလူတယောက်ကြောက်တဲ့ယောဂါတယောက်ကြောက်တယ်ကြောက်ပြမှာကျွန်တော်ပြောတယ်ကြောက်ပြီလို့ပြောတယ်စေကမ်းကျသွားစစ်လို့ပြောတဲ့ကသွားစစ်တဲ့အခါမှာဆရာဝန်ကအဖြေချက်ချင်းထုတ်ပြီးတယ်မရှိတော့ဘူးလို့ချက်ချင်းဖြေထုတ်ပြီးချက်ချင်းထုတ်ပြီးကျွန်တော်တို့ကဘုရားသခင်ရဲ့နှုတ်ဘတ်တော်တကယ်လက်ခံနိုင်ရမယ်ဟာလေလုယာအဲချို့တွေဒီမှာရှိတဲ့သူတွေခုနဆူတောင်းတဲ့ကထူးခြားတယ်ဆိုပြီးလက်ထောင်အောင်အနာရောဂါညင်ညင်ဆူတောင်းတဲ့ကထူးခြားတယ်လက်မြင့်လေးထောင်ဝေးပါလက်မြင့်လေးထောင်ဝေးပါဒီလိုဆက်ပြီးထောင်ဝေးပါထူးခြားတဲ့သူဟာလေလုယာထူးခြားတဲ့သူတွေကျေးဇူးတော်ချီးမွမ်းရအောင်အားလုံးပဲလက်ကိုကြည့်ပြီးတော့အာမင်ဟာလေလုယာကျွန်တော်တို့လောကဘတော်ရှုံးပါအာမင်ကျွန်တော်တို့ဒီခရစ်တော်ရဲ့အသက်ရှင်ခြင်းကိုလူမျိုးတော်အသက်တွေပြဖို့လိုတယ်ကျွန်တော်တို့ကြားနေထဲမှာမြန်မာမဟုတ်တဲ့သူတွေခရစ်ယာန်မဟုတ်တဲ့သူတွေများစွာဆူတောင်းခံတယ်ကျွန်တော်လည်းအချို့အရာတွေဆိုရင်သက်သေခံထားတာတွေရှိတဲ့ဗီဒီယိုနဲ့အချို့လူတွေကဗုဒ္ဓဘာသာရခိုင်အစစ်ဖြစ်တယ်ဗုဒ္ဓဘာသာအစစ်ဖြစ်တယ်လမ်းလျှောက်လို့မရဘူးအမြင့်ရနေပြုတ်ကျသွားတယ်ခြေထောက်ကျိုးထွက်သွားတယ်လမ်းလုံးဝလျှောက်လို့မရဘူးဒါပေမဲ့ကျွန်တော်ရှိမှသူများခြီးပြီးရောက်လာတယ်ချက်ချင်းဆူတောင်းတယ်ဒီနေ့ပဲဆူတောင်းတယ်မနေ့ပြန်အလုပ်သွားဆင်းတယ်အလုပ်ဆင်းလို့တော့မှတထေးရတဲ့အဲ့လိုမျိုးကောင်းတာတကားမမြင်ဘူးဆိုပြီးထမင်းတော်လိုက်ကြွေးတယ်သူဟာလေလုယာအဲ့ဒါယေရှုအသက်ရှင်ခြင်းဖြစ်တယ်ဗုဒ္ဓဘာသာရခိုင်ဒါပေမဲ့ဘုရားသခင်တမ်းပြီးပြောက်ပြီးတယ်ကျွန်တော်တို့မွတ်စလင်အိန္ဒိယပေါင်ကနေခြေထောက်ကျိုးတယ်အယိုးတွေကျိုးကုန်တယ်ဒါပေမဲ့ဘုရားအခုဘာဖြစ်နေပြီလဲဆိုတော့အခုအလုံးလုံးနေပြီတဲ့ဟာလေလုယာအဲ့ဒီမှာပဲသူ့ဂျိုင်းတော်ကိုကျွန်တော်အိမ်ကိုပေးလိုက်တယ်ဒါပေမဲ့အခုအလုံးလုံးနေပြီအဲ့ဒီမှာတည်းကအိမ်ပေးလိုက်တယ်ဂျိုင်းတော်ကြီးကိုကျမ်းမာသွားပြီဆိုပြီးတော့သူလမ်းကောင်းကောင်းလျှောက်သွားတယ်သူမိသားစုပဲမွတ်စလင်တွေကိုသူပြောမယ်တဲ့ယေရှုအသက်ရှင်တယ်ဆိုတော့သူပြန်ပြောပြမယ်တဲ့သူယေရှုဘောကယုံကြည်တယ်ဟာလေလုယာအာမင်ကျွန်တော်တို့ကိုယ်ွယ်တဲ့ဘုရားအသက်ရှင်တယ်ကျွန်တော်တို့ဘုရားသခင်ကအံ့ဩဖွယ်အလုပ်တွေကိုလုပ်စေတဲ့ဘုရားဖြစ်တယ်ဟာလေလုယာအားလုံးကျေးဇူးများကြီးတင်တယ်ကျွန်တော်တို့ Music TV နဲ့ညီကိုတွေကိုโอเคကျွန်တော်တို့အခုချိန်မှာနှုတ်ကပတ်တော်အထူးတကွာကျွန်တော်နားထောင်အောင်မယ့်အချိန်ဖြစ်တယ်အားလုံးပဲနှုတ်ကပတ်တော်စာငတ်လို့ဒီနေရာကြီးရောက်လာပြီဟာလေလုယာကျွန်တော်နဲ့တူဓမ္မရာဇဝင်စတုဒ္ဒစာဆောင်အခန်းကြီး9လှန်ရအောင်ဓမ္မရာဇဝင်စတုဒ္ဒစာဆောင်အခန်းကြီး9ကျွန်တော်နောက်နေလိုက်ရွေးရအောင်ချုပ်ကျမ်းစာအုပ်မှာပါတဲ့သူတွေလည်းရှိမှဖြစ်လို့ကျွန်တော်နောက်နေဆိုအောင်အငယ်တက်မှာထိုအခါ prophet Elisha သည် prophet အမျိုးသားတယောက်ကိုခေါ်၍တေးခါကိုစီလော့စီဘူးကိုယူ၍ဂိလက်ပြည်ရာမုမြို့သို့သွားလော့โอเคကြည့်မယ်နော်အေလိရှေကိုဘုရားသခင်ကဘာမှလဲဆိုရင်သူ့ရဲ့ prophet တပည့်တယောက်ရှိတယ်အဲ့တပည့်ကိုဘာလုပ်ခိုင်းလဲဆိုရင်စီဘူးကိုတဲ့ခါမှချီတဲ့ပြီးရင်တဲ့ဂိလက်ပြည်ရာမုမြို့ကိုသွားတဲ့အဲ့ဒီခါမှာလုတ်ခိုင်းတဲ့အရာရှိတယ်ဘာလုတ်ခိုင်းလဲဆိုရင်ကျွန်တော်နောက်လိုက်ဆိုအောင်ရောက်တော့ခါနေရှိတာယောရှဖတ်ဤတာယေဟုကိုရှာ၍သူထံသို့ဝင်လျက်သူကိုသူ၏အပေါင်းပေါ်စုတဲကထွက်စေ၍အတွင်းကန်းထဲသို့ခေါ်ပြီးလေဘယ်ကြည့်မလို့ဘာလုတ်ခိုင်းပြီလဲဆိုရင်အဲ့ဒီ prophet ခြားတိတ်ကလေးပဲသူကလူကြီးမဟုတ်ဘူး prophet ကျောင်းသားတယောက်ဖြစ်တယ်ဘသူကနေပြီးတော့အဲ့ဒီကျောင်းသားလေးကိုခိုင်းလဲဆိုရင်အေလိရှေကခိုင်းတယ်အဲ့ဒီကျောင်းသားလေးကိုဘာခိုင်းလဲဆိုလို့ရှိရင်ဂိလက်ပြည်ရာမုမြို့သွားပြီးယေဟုဆိုတဲ့လူကိုသွားရှာပြီးသွားလို့ရှိရင်အဲ့ဒီလူကိုခေါ်ပြီးတော့ဘာလုပ်ရမလဲဆိုရင်ကျွန်တော်တော့လိုက်ပြီးတော့ဆိုကြအောင်အတွင်းကန်းတဲ့သို့ခေါ်ပြီးလေကျေကျေလေးပြောကြအောင်အတွင်းကန်းတဲ့သို့ခေါ်ပြီးလေစီကိုလောင်းလျက်ထာဝရဘုရားကငါဒီတင့်ကိုဣသရေလရှင်ဘုရင်အရာ၌ခံထား၍ဘိသိက်ပေးတော်မူပြီဟုမိန့်တော်မူ
ကြောင်းကိုစစ်ဆိုပြီးမှဘာလို့ခိုင်းလဲဆိုရင်အဲ့ကောင်လေးကိုအဲ့ဒီရေဖုဆိုတဲ့လူကိုရှာခိုင်းတယ်ပြီးရင်ဘာလောင်းခိုင်းလဲဆိုစီကိုခေါင်းပေါ်မှာလောင်းခိုင်းပြီးတော့မင်းကိုထောင်ရဖျားဣသရေလတိုင်းပြည်ရဲ့ဘုရင်နေရာမှာခတ်တယ်လို့ပြောပြီးရဲ့တဲ့တခါတည်းထွက်ပြေးတော့တဲ့အကောင်လေးကိုခိုင်းလိုက်တယ်အဲ့ဒီကောင်လေးကတာမန်လူငယ်တယောက်ပဲရိုးရိုးကျမ်းစာကျောင်းလာတက်တဲ့ prophet ကျောင်းကကျောင်းသားတယောက်ပဲကျွန်တော်အခုနောက်ပိုင်းမှာဘုရားသခင်ကျွန်တော်လို့ဆိုတယ်နာယောဂငြိမ်းခြင်းတဲ့နမိတ်လက္ခဏာတွေကိုလူတိုင်းကိုလုပ်ဖို့အတွက်ဆိုပြီးတော့ကျွန်တော်ဘုရားသခင်ခိုင်းဒါကြောင့်ကျွန်တော်အချို့တွေကိုဆူတောင်းခိုင်းလိုက်တာဖြစ်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တရက်ကျရင်ကျွန်တော်တို့လူအားလုံးကိုဘုရားသခင်အသက်ရှင်ကြောင်းကိုတတ်သိပြနိုင်ဖို့အတွက်ကျွန်တော်တို့လူတိုင်းလုပ်ဖို့လိုအပ်ကျွန်တော်ဒီပူတူကိုကျွန်တော်မရောက်ကျွန်တော်ဒီအနာက shopping mall တွေကိုကျွန်တော်မရောက်ဖြစ်ဘူးအများနဲ့ရောက်နေတဲ့သူတွေကပူတူကလူတွေဖြစ်တယ်ကျွန်တော်တို့အဲ့ဒီမွတ်စလင်တွေအဲ့ဒီဗုဒ္ဓဘာသာတွေအဲ့ဒီဟိန္ဒူတွေကိုယေရှုအသက်ရှင်ခြင်းကိုလက်တွေ့ပြမယ်ဆိုရင်ဘုရားသခင်ရဲ့နိုင်ငံတော်ကယုံကြည်သူလက်နဲ့တည်ထောင်ခြင်းရှိလာမှာဖြစ်တယ်ကျွန်တော်ခေါ်ဆူတောင်းကျွန်တော်ချို့နေရာတွေမှာကလေးတွေကိုကျွန်တော်ဆူတောင်းပေးတယ်အဲ့ကလေးတွေကိုအနာရောဂါငြိမ်းခိုင်းလိုက်တယ်ကလေးတွေကဆူတောင်းတာအနာရောဂါပျောက်သွားကြတယ်ဟာလေလုယာအဲကြောင့်ကျွန်တော်တို့ပဲလုံနိုင်တယ်ဆိုတာမျိုးမဖြစ်ဘူးလူတိုင်းလုံနိုင်တယ်ဆိုတာသိစေချင်တယ်အခုဘာဖြစ်ပြီလဲဆိုတော့ prophet ချတိတ်ကလေးဘသူကခိုင်းလဲဆိုရင်အေလိရှေကခိုင်းတယ်ဘာလို့ခိုင်းလဲဆိုလို့ရှိရင်စီဘူးယူသွားတဲ့ဘုရားသခင်ရဲ့အလုပ်ကိုလုပ်ချင်တယ်ဆိုရင်တော့တော်ကီနဲ့ပဲသွားလို့မရဘူးစီဘူးနဲ့သွားအချို့ကတော်ကီသမားတွေစီမရှိဘူးဘုရားအလုပ်ကိုလုပ်ရင်လေနဲ့ပဲသွားလို့မရဘူးစီနဲ့သွားမယ်ပြောစီနဲ့သွားအဲ့ဒါကျွန်တော်တို့အားလုံးဘာလို့လိုအပ်လဲဆိုတော့ဘိသိက်စီကိုလိုအပ်တယ်ဘိသိက်စီမပါဘဲနဲ့ဘုရားအလုပ်ကိုသွားပြီးတော့လုပ်လို့မရဘူးဘာလို့လဲဆိုတော့ဘုရားသခင်ရဲ့နိုင်ငံတော်ကယေရှုကဘယ်လိုပြောလဲဆိုတော့ငါတည်းတဲ့ဘုရားသခင်ဤဝိညာဉ်တော်ကိုအမိပြု၍နတ်ဆိုးတို့ကိုနှင်ထုတ်ပြီးမှန်ရင်အကယ်စင်စစ်ဘုရားသခင်နိုင်ငံတော်တည်ခြင်းရောက်ပြီဝိညာဉ်တော်ကိုအမိပြုမှပဲနတ်ဆိုးထွက်ဝိညာဉ်တော်ကိုအမိပြုမှပဲဘုရားသခင်ရဲ့နိုင်ငံတော်တည်ထောင်ခြင်းရောက်ဒါဆိုရင်ကျွန်တော်တို့လေနဲ့သွားလို့မရဘူးအပြောကောင်းတာနဲ့သွားလို့မရဘူးဘိသိက်စီနဲ့သွားဟယ်လိုဟုတ်လားဘယ်ရောက်အဲ့ဘိသိက်စီကိုလိုချင်လဲနတ်ဆိုးနိုင်ငံကိုကျွန်တော်တို့မောက်လာမယ့်အချိန်ရောက်ပြီစာတန်ကတော့နှစ်တောင်ကာလမှာအဖမ်းခံရမှာဒါပေမဲ့သူ့ရဲ့နိုင်ငံကိုတော့လောကမှာကျွန်တော်တို့ကိုဖြိုခွဲပိုင်ခွင့်ပြပေးထားတယ်မြေကြီးပေါ်မှာစာတန်တီထောင်ထားတဲ့အလုပ်တွေအလုံးကိုကျွန်တော်တို့ရှိခြင်းအဖြစ်ကျွန်တော်တို့ဖြိုဖျက်ရမယ်လက်ခံထားလို့မရစာတန်နိုင်ငံရဲ့အကြောင်းကိုဗစက်ကနေမပြောအောင်ယောဂအကြောင်းတွေဗစက်ကမပြောအောင်ငါဒီနားကြိုက်တယ်ငါဒီနားနာတယ်ကြာပြောရင်ပြောတာတွေပဲတီထောင်လာမှာမပြောအောင်ဘာပြောမကျမ်းပါပြီဆိုတော့ပြောဝိညာဉ်ကြီးစေးရတာကိုပြောရင်စေးရတာတွေပဲတီထောင်လာမှာကဲနက်ကော်ပလန်ရှိမှာလူတယောက်ဆူတောင်းလာခဲ့တယ်ကျွန်တော်ဒီနားနာတွေဟိုနားနာတွေပြောတော့ကဲနက်ကော်ပလန်ဘာဖြစ်လဲဆိုအဲ့လောက်တော့နာနေတောင်းပေးလို့မရဘူးတဲ့ပြောက်ပြီဆိုတဲ့သူပဲတောင်းပေးလို့ရတယ်ဟာလေလုယာအဲ့လောက်ဒီအဲ့တော့ကျမ်းမာခြင်းဆိုတာလေကျွန်တော်တို့ပြောတဲ့စကားထက်ဒီကလူတွေဝန်ခံတဲ့စကားပိုအရေးကြီးတယ်ကျွန်တော်ကပြောတဲ့စကားကျွန်တော်ကပျောက်ပြီးပြောတယ်သင်ကမပျောက်သေးဘူးပြန်ပြောတော့ကျွန်တော်ကပြောလိုက်ကန်ဆယ်ပြန်လုပ်လိုက်ပြန်ပြောလိုက်ကန်ဆယ်ပြန်လုပ်လိုက်ဆိုတော့ဘယ်တော့မှမပျောက်တော့ကျွန်တော်ကပျောက်ပြီးတော့သင်ကအာမင်ထူးပါဒါမှပဲဘုရားနိုင်ငံတော်တည်ထောင်လို့ရတယ်ဟုတ်လားဒါကြောင့်ကျွန်တော်တို့မရှင်ကြီးကိုပေါ့မတွေဘုရားသခင်ရဲ့နိုင်ငံတော်တည်ထောင်ဖို့အတွက်ကလိုနေတာစကားတွေမဟုတ်ဘူးစီဖြစ်တယ်ကျမ်းစာမှာဘယ်လိုပြောလဲဆိုတော့ဘုရားသခင်ကြီးနိုင်ငံတော်တည်တဲ့စကားလိုက်မတည်တကိုးလိုက်တည်တယ်ကျွန်တော်တို့လိုနေတာစကားမဟုတ်ဘူးတကိုးဖြစ်တယ်အေလိရှေကသူ့ရဲ့တပည့်ကိုခေါ်တယ်တပည့်လားဘာလို့ရမလဲစီဘူးကိုတယ်ပါစီဘူးကိုခါမှချီသွားဘုရားသခင်ကရှမွေလကိုဒါဝိဒ်ကိုဗိသိက်ကိုခိုင်းတဲ့ကဘာပြောလဲဆိုတော့တင်းစီကိုပြည့်စီတော့တယ်ပြောပြည့်စီတော့အချို့တွေကစီရှိတယ်ဒါပေမဲ့မပြည့်ဘူးအချို့တွေကဝိညာဉ်တော်ရှိတယ်ဒါပေမဲ့မပြည့်ဘူးဘုရားသခင်တင်းကိုဒီကိုလွတ်တာပြည့်ဖို့အတွက်လွတ်လိုက်တာအဲ့တော့လူတွေကိုဗိသိက်ကိုလူတွေကိုပြောင်းလဲစေဖို့ဆိုတာကျွန်တော်တို့မှာစီပြည့်နေဖို့အတွက်လိုအပ်တယ်ဟာလေလုယာအဲ့တော့ယေရှုကအသက်ရှင်တာကိုသိဖို့အတွက်မရှိသူတွေအကုန်လုံးအလုံးမှာဒီတိုင်းမပြောင်းစီကိုကျွန်တော်တို့တင်ရမယ်ဒီလူတွေအားလုံးဘုရားချစ်တယ်ဆိုတာကိုပြန်ပြောရပြောပါဟိန္ဒူအတွေ့ပြောပါကျွန်တော်တနေ့ကအီပိုမှာဟိန္ဒူကားမောင်းတဲ့ကလောက်ကျွန်တော်ပြောတယ်မင်းကျောင်းမှာဘုရားတွေအများကြီးပဲတော့ကျွန်တော်ပြောတယ်အများကြီးပဲတဲ့
ဒါပေမဲ့လည်းကွာဘုရားတွေကအတူတူပါပဲကျွန်တော်ပြောတယ်မတူဘူးလို့မင်းတို့ကအများကြီးပဲလို့ငါတို့ကတပါးတယ်လို့မင်းတို့ကအများကြီးပဲမတူဘူးလို့သူကအမဟုတ်အတူတယ်တဲ့အဲ့ဒါတွေကလိုက်ကားတွေတဲ့တူတာတော့တပါးပဲရှိပါတယ်တူတော်မှသူ့ဘုရားတွေအသက်မရှင်တာသူသိတယ်ကျွန်တော်တို့အလုပ်ကလေအဲ့ဒါတွေအသက်မရှိဘူးမသွားနဲ့တော့ယေရှုပဲပိုးဝယ်တော့လို့ပြောရမယ်အချိန်ရောက်ပြီအာမင်တို့သိတယ်ကျွန်တော်ကတမင်တက်မေးတာမင်းတို့ဘုရားတွေအများကြီးပဲတော့လို့1 million လောက်ရှိတယ်လို့ခရစ်ယာန် church မှာသွားတယ်ငါတို့ကတမ်ပယ်သွားတယ်အတူတူပဲမတူဘူးလို့မင်းတို့ကအများကြီးငါတို့ဘုရားကျောင်းလာလို့ဘာအယုံမှမရှိဘူးလို့ငါတို့ဘုရားကျောင်းမှာအယုံမရှိဘူးလဝါကတိုင်းအလားကြိုက်လို့သာချိန်ထားတာအယုံမရှိဘူးသူကအဲ့ဒါလည်းမပြောလဲအဲ့ဒါတွေကအယုံသက်သက်ပဲတဲ့ဒါပေမဲ့တကယ်အသက်ရှင်တာတော့တပါးတော့ရှိတယ်တဲ့အဲ့တပါးမင်းသိလားဆိုအဲ့ဒါလည်း तू မသိဘူးအတူတူပဲတဲ့ तू ကျင်းနေတယ်ဒီလူလည်းဘသူ့ကိုရှာနေလဲအသက်ရှင်တဲ့ယေရှုပဲ तू ရှာနေတာတဲ့ကျွန်တော်ရက်ကွက်ထဲမှာရှင်းသူတွေဘာလို့အလကားထားပါလဲခရစ်တော်ကြောင့်ပြောမယ်ခရစ်တော်အသက်ရှင်နေဆိုချက်ချင်းပြောမယ်ချက်ချင်းလက်ခံလိုက်မယ်ဘာလို့လဲဖခင်သခင်ရဲ့နိုင်ငံတော်ခရစ်တော်ရဲ့ခြေဆောင်ရင်းကာလလည်းနီးနေပြီကျွန်တော်တို့ယုံကြည်သူတွေကဒီတိုင်းမြင်ရမယ့်အချိန်မဟုတ်တော့အားလုံးကိုကောင်းကင်နိုင်ငံပြန်တည်သွားဖို့လည်းဖြစ်တယ်ဟာလေလုယာဒါဆိုရင်ဒီအလုပ်တွေလုပ်ဖို့အတွက်ဘာလို့နေလဲဆိုစီလို့နေတယ်သွားဖို့အတွက်ကျွန်တော်တို့ကစီလို့နေတယ်စီမရှိပဲသွားပြောရင်တရားဟောချက်တွေလင့်ချင်ပြီးသွားပြောရင်လူမပြောင်းလဲဘူးဘောလူကပြောပြီးသားငါရဲ့တင်တော့ယုံကြည်ခြင်းရတဲ့ငါဟောပြောချက်နိုင်မတည်ပဲနဲ့ဘုရားသခင်တကိုးတော်အားဖြင့်ပဲတည်ဖို့အတွက်ဒါဆိုရင်ကျွန်တော်တို့လိုနေတာဘာလဲဆိုရင်တကိုးပြဖို့အတွက်လိုတယ်အာမင်တကိုးပြဖို့လိုတယ်ပြဖို့လိုတယ်အာမင်အာမင်ပြခြင်းရလားကျွန်တော်တို့ဟောတာမောပါပြခြင်းရလားအားလုံးကပြဖို့အတွက်လိုရတယ်ကလေးလေးတွေတော့ဘုရားလုံခိုင်းနေပြီကျွန်တော်တို့ပြဖို့အတွက်လိုရတယ်ပြတာနာမည်ကြီးတယ်လို့မဟုတ်ယေရှုအသက်ရှင်တာတလောကလုံးသိဖို့အတွက်လိုရတယ်ယေရှုအသက်ရှင်တယ်သိဖို့အတွက်လိုရတယ်ကျွန်တော်ဒီတစ်ခေါက်ဆုတောင်းတဲ့အခါကျွန်တော်စားချောင်းဆုတောင်းတဲ့အခါဘုရားသခင်မေးတယ်ကိုဒီတစ်ခေါက်ဘာဖော်ပြဘုရားသခင်ကျွန်တော် Radical Islam မွတ်စလင်အစိုးရကိုသာသနာပြုရမယ်ဝါဝါand always နောက်ဆုံးနမိတ်လက္ခဏာစိုင်းနေတဲ့မွတ်စလင်အစွန်းရောက်တွေရိုးရိုးမလေးရှားမွတ်စလင်အတာမန်လေးမဟုတ်အစွန်းရောက်ပါကစ္စတန်ဒီ Middle East ရှေ့လေပိုင်းဒေသအိန္ဒိယအဲ့နေရာတွေကိုမင်းတရကြိုင်မျိုးကဒီနှစ်နောက်နှစ်ဈားထဲမှာမျိုးကအဲ့လူမျိုးတွေကိုဟောခိုင်းတော့ပြတော့စနေနေ့ညအိန္ဒိယနဲ့ကျွန်တော်ဖုန်းဝင်လာဟာလေလုယာလေအပြင်မှာ3ညမွတ်စလင်ဟိန္ဒူတည်တဲ့ညလုံးကဲတဲ့သူနဲ့လမ်းမလျှောက်တဲ့သူတွေပဲလူထောင်ကျော်ရှိလာဟောပေးနိုင်လားစက်တင်ဘာအောက်တိုဘာမှာဟာဒါကျွန်တော်ကအသင်းတော်မှာတော့အလုပ်တွေများတယ်ဒါပေမဲ့ဘုရားသခင်ကျွန်တော်ဆူတောင်းမယ်ကိုကျွန်တော် Middle East မွတ်စလင်အစိုးရကိုကျွန်တော်ပေးပါအာမင်ဒီ AK47 ကင်ပြီးတော့အစိုးရကောင်းဖြတ်နေတဲ့ကောင်တွေကိုကျွန်တော်ပေးပါဘာလို့ကျွန်တော်တို့ဖရားသခင်ရဲ့တက်တည်နဲ့သွားကြတယ်ကျွန်တော်တို့ဘာသာရေးလုပ်နေရမယ့်အချိန်မဟုတ်ဘူးဖရားသခင်ရဲ့အကြောင်းကိုလူမျိုးတွေကဟောပြောနေစေရောက်ဘာလို့ကျွန်တော်ဒီတိုင်းနေရလဲဒီမှာရှိတဲ့ဒီကောင်တွေလူတယောက်ကျွန်တော်တယောက်ပြောင်းလဲပြီးကျွန်တော်ကြောင့်လူအများကြီးပြောင်းလဲဆိုဒီတွေကလူတွေကအကုန်အေးဝင်ကလေးဟောမယ်ဆိုရင်ဖရားသခင်ရဲ့နိုင်ငံတော်သတင်းစကားကိုလူတွေအများကြီးကြားဖို့ကျွန်တော်ရဲ့ပြတ်သွားခြင်းရတဲ့အရင်ကြီးအတကောဝေါ်မဲ့သူတွေပဲလို့တော့ကျွန်တော်က Bible prophecy နဲ့နောက်ဆုံးသောကာလအကြောင်းဟောတယ်ခရစ်တော်ရဲ့ကြွလာခြင်းမကြွလာခြင်းနီးလားမနီးလားကောင်းကောင်းသဘောပေါက်ယေရှုခရစ်တော်ရဲ့ဒုတိယခြင်းကြွလာခြင်းနဲ့ခြေဆောင်ခြင်းကာလအရင်နီးပါပြီ။ဒါကျွန်တော်တို့ယုံကြည်သူတွေပဲဒီလောကမှာလူတွေကိုအေဝံဂေလိခေါ်ခြင်းနဲ့ပြင်ဆင်ရတော့မယ်။ကျမ်းစာမှာရှောလမုန်ကဘယ်လိုပြောလဲ။ငါချစ်သောနှမတွေထားပြီးလာခဲ့ပါလေ။မိုးလဲကြည်လိမ့်မည်စောင်းကာလလည်းလော်ပြီးမိုးလဲကြည်လိမ့်မည်အတိတ်ပဲပါလေ။စောင်းကာလပြီးရင်တို့ရဲ့ရှားတရားမိုးရသည်။အဲ့ဒီမိုးရသည်ကစဘာရိတ်တဲ့မိုးရသည်။မိုးလဲကြည်လိမ့်မည်ဆိုတဲ့သဘောကပါလဲဆိုလို့ရှိရင်မိုးရသည်ပြီးသွားပြီ။မိုးရသည်ပြီးသွားရင်ဘာရသည်လာပြီဆိုတော့ငါချစ်သောနှမထားပြီးလာခဲ့ပါ။ချီဆောင်ခြင်းရောက်လာတယ်။သတို့သားကသူ့တို့သမီးအတင်းတော်ကောင်းကင်ကိုပေးချိန်ချီမဲ့ဆို revival လို့ထားမှုရပ်သွားတာ။ကိုကျွန်တော်ကဘာလို့လဲဆိုတော့ဒီတော့ထားမှုကိုအကြီးကျယ်ဟောဖို့တယ်လို့ဟာလေလုယာကျွန်တော်တို့ရိုးရိုးချိန်ပြောဖို့လမ်းနေမှာဟောယေရှုကသူ့သာသနာအသင်းတော်အစီအစဉ်မှာဟောတဲ့အခါရှိတရားစီရင်မှာတရားစီရင်ထဲဝင်သွားတယ်ကပေရာတော်မြို့မှာတရားစီရင်ထဲဝင်သွားတယ်ယေရှုတရားဟောတယ်ဖ
ရားเจ้าမှာလည်းတရားဟောတယ်ယေရှုလေဟာဖြစ်လည်းတရားဟောတယ်လူပေါင်း9000လောက်မုံ9လုံးနဲ့9နှစ်ကောင်တော့မှမုတ်ပွားပြီးတော့ကျွေးလိုက်ရတယ်လေဟာဖြစ်မှာလည်းတရားဟောတယ်ယေရှုကရှမာရိအမျိုးသမီးကိုရေထွင်းနားမှာလည်းတရားဟောတယ်သဘောကျတယ်ကျွန်တော်ခရစ်တော်ရဲ့ဧဝံဂေလိစတိုင်ကိုသဘောကျတယ်ခရစ်တော်ကပွဲလည်းဟောတယ်တရားစီရင်လည်းဟောတယ်လမ်းပေးလည်းဟောတယ်လမ်းလျှောက်သွားနေရင်နဲ့တရောင်းစားအနာပြောက်ချင်လို့အဲ့ဒါလည်းသူကဂယူးဆိုင်တယ်ခီးလင်းလုပ်ပလိုက်တယ်အာမင်အိမ်မှာတရားဟောတော့လေအိမ်ကပြည့်ကျက်ရပဲအနာငြိမ်းချင်တဲ့သူတော့ခေါင်းမိုးဖောက်ပြီးဝင်လာရတယ်ယေရှုသည်အိမ်မှာလည်းဟောတယ်ရေတွင်းမှာလည်းဟောတယ်လမ်းဘေးမှာလည်းဟောတယ်ဘုရားကျောင်းမှာလည်းဟောတယ်လူလူတရားဟောလည်းဟောတယ်ဒီနေ့ကျွန်တော်တို့မရှိသူတွေဒီမိုက်ကင်မန်လေးကိုမဆောင်နဲ့တော့အကောင်းဆုံးကတော့အပြင်ပါပဲအပြင်မှာရိတ်သိမ်းကြတယ်အများကြီးပဲကျွန်တော်တို့အားလုံးလည်းခဟောရမယ်အချိန်ရောက်ပြီဒါပေမဲ့ကျွန်တော်တို့စကားတွေနဲ့သွားဖို့မဟုတ်ကျွန်တော်တို့စီနဲ့သွားဖို့ပဲဖြစ်တယ်ဘုရားတကယ်ရဲ့ဖိတ်သိမ်းစီနဲ့ကျွန်တော်တို့ဟောဖို့ပဲအချိန်ရောက်ပြီဖြစ်တယ်အာမင်ခရစ်တော်ရဲ့သတင်းစကားနေရာတိုင်းကြားဖို့လိုပြီယေရှုကလဝါကတိုင်းတက်တော့လဝါကတိုင်းမှာယေရှုအသေးခံတဲ့အခါဘာကွဲသွားလဲဆိုတော့ဗိမာန်တော်ရဲ့အတွင်းဆုံးကလကာကြီးကွဲထွက်သွားအဲ့ဒီကလကာဘာကိုကာတဲ့နေရာလဲဆိုတော့ဘုရားသခင်ရဲ့ဘုန်းကိုကာတဲ့နေရာအထဲမှာကပရိညင်တက်တာဓမ္မဟောင်းကာလမှာဆိုပရိညင်တက်တာသူတို့ထားတယ်ပရိညင်တက်တာကိုဘာနဲ့ကာထားလဲဆိုလို့ရှိရင်သူတို့အင်္ဂလိပ်စကားလုံးတော့ veil လို့သုံးတယ်အတွင်းကလကာလို့ခေါ်တယ်ယေရှုကလဝါကတိုင်းမှာအသေးခံတော့ကလကာကြီးကွဲထွက်သွားတယ်ထိတ်ကနေအောက်ထိကွဲထွက်သွားတယ်ဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ကသူ့ရဲ့ဘုန်းကိုဗိမာန်တော်ထဲမှာမဖွက်ထားခြင်းသူ့ရဲ့ဘုန်းကိုလမ်းတွေပေါ်မှာထင်ရှားခြင်းသူ့ရဲ့ဘုန်းကိုမြို့တိုင်းပေါ်မှာထင်ရှားခြင်းသူကဗိမာန်တော်ရဲ့ဘုရားမဖြစ်ခြင်းသူကဤလောကရဲ့ဘုရားဖြစ်ခြင်းမကျွန်တော်တို့ကယေရှုကိုအမြဲတမ်းဘုရားကျောင်းအဆောက်အအုံထဲမှာဖွက်ထားတယ်ဘုရားသခင်ရဲ့ဘုန်းကိုဘုရားကျောင်းအဆောက်အအုံမှာဖွက်ထားတယ်ဘာကြောင့်တိုင်းစကွဲလေးကိုမတည်သွားတာလဲဘာကြောင့်မစ်ဖယ်လီလေးကိုမတည်သွားတာလဲဘာကြောင့်ပူလူလေးကိုမတည်သွားတာလဲဘာကြောင့်ပေါ်လာပူလူကိုမတည်သွားတာလဲကျွန်တော်တို့ဘုရားရဲ့ဘုန်းကိုဗိမာန်တော်မှာမဖွက်ထားပါနဲ့ယေရှုကအဲ့ကလကောင်ဆွဲဖယ်ပလိုက်တယ်ဘာကြောင့်သူ့ရဲ့ဘုန်းကိုသူကလမ်းတွေပေါ်ဆေလွတ်ချက်တယ်ရှိတဲ့ညီကောင်မတွေအားလုံးဘုရားသခင်ရဲ့ဘုန်းတော်ကိုလောကကြီးကိုပြသမယ့်အချိန်ရောက်လာပြီလောကကြီးကိုထင်ရှားမယ့်အချိန်ရောက်လာပြီအာမင်အဲကြောင့်မလို့လုံးဝမသိမ်းနာပါနဲ့ခရစ်တော်စိတ်နှလုံးထဲမှာမဟုတ်ခရစ်တော်ဗမာလဲဆိုခရစ်တော်ငါစိတ်နှလုံးထဲမှာနှစ်ယောက်နဲ့ဖယ်လို့ရှိသိမ့်မလုံးနဲ့စိတ်နှလုံးထဲမှာမဖွက်ထားနဲ့ခရစ်တော်ဗမာလဲခရစ်တော်အဲ့ဒီမှာအနာရောဂါငြိမ်းသွားမင်းမတွေ့ဘူးလားခရစ်တော်အဲ့ဒီမှာခရစ်တော်ဟောမဖြစ်ပါခရစ်တော်ဒီဘက်ဖြစ်ခရစ်တော်အနောက်ယေရှုခရစ်တော်ကိုနေရာတိုင်းမှာထင်ရှားအောင်ပြသပါလူတွေအားလုံးခရစ်တော်ကယ်တင်ခြင်းဖြစ်တယ်ကျွန်တော်တို့ဟောရမယ့်အချိန်ရောက်ပြီကျွန်တော်တို့မဖွက်ထားပါနဲ့ဘာသာထဲမှာမျိုးမချထားပါနဲ့ဒါကိုကျွန်တော်တို့စစ်လို့အောင်အချိန်ရောက်ပြီဖြစ်တယ်။ဒါကြောင့်ဘုရားသခင်ဒီဗိမာန်တော်ရဲ့ဘုရားမဖြစ်ခြင်းဘူးဤလောကရဲ့ဘုရားဖြစ်ခြင်း။အဲ့ဒီဤလောကကိုတည်သွားမှာတင်းဟုတ်ဆရာအသင်းတော်မှာပဲတရားဟောပြတာများတယ်။ကျွန်တော်လည်းကျမ်းစာကျောင်းမှာကျမ်းစာသင်တာပုံများတယ်။ဒါပေမဲ့ရက်ကွက်ထဲမှာရှိတဲ့လောကသားတွေနဲ့အထီးအတွေ့အများဆုံးကသင်ဖြစ်တယ်။သင်တို့ဖြစ်တယ်။မြင်လာတဲ့ဆံဒါဒီနေ့ဟိုတနေ့ကငါတို့ဘုရားကျောင်းအစီအစဉ်မှာဆရာကျော်ရှောကပြောတယ်ဆွဲတော့လို့ပြောတယ်ဆွဲပြီးတော့လမ်းပေါ်ရောက်စဆွဲတော့လူနာတွေတွေ့ရင်စဆွဲပါမယုံကြည်သူတွေတွေ့ရင်စပြီးပြောပါဧဝံဂေလိတရားမပြောတဲ့ရင်လက်ပုတ်ခေါ်ပြမယ်ဆူတောင်းမယ်ပြီးရင်လမ်းလျှောက်မယ်ပြီးရင်ကောင်းသွားမယ်ပြရစကားပြရင်မပြောတော့ဖေးဘာလို့ခံခရစ်တော်ကိုယုံတော့ယေရှုအသက်ရှင်တယ်အာမင်တကုန်းပြတယ်ဘုရားသခင်အသက်ရှင်တယ်ဖုန်းနဲ့လည်းဘုရားသခင်အလုပ်လုပ်တယ်ဒီတိုင်းဆူတောင်းလည်းအလုပ်လုပ်တယ်လက်တင်လည်းအလုပ်လုပ်တယ်လက်မတင်လည်းအလုပ်လုပ်တယ်အဝတ်နဲ့ထီလည်းအလုပ်လုပ်တယ်ယေရှုဆိုရင်အစုံလုပ်တာအချို့ကကျွန်တော်အင်ဂျီလေးနဲ့ဆူတောင်းတာတော့ကြောက်ယေရှုဆိုရှော့နေအောင်ဆူတောင်းတယ်ဇရွေးတွေရောရှော့နေရောအစုံပဲအဲ့ဒါသာလုပ်လို့ရှိရင်တော့မိစ္ဆာပရောဖက်ဖြစ်သွားပြီကျွန်တော်လည်းယေရှုဆိုသတွေးနဲ့လည်းထောင်းတယ်ပုံမှန်လက်တင်တာပဲဟုတ်တယ်မပုံမှန်လက်တင်လက်မတင်သတွေးနဲ့ကြိုင်ပြီးကစ်တာဒါရင်နောက်တစ်ယောက်မျက်လုံးကနဲ့ရှုံးကောက်ကပ်ပလိုက်တယ်မျက်လုံးမှာညော့ပြီးရင်ရှီလောင်ကမှာသွားစီကျမ်းစာထဲမှာပါတယ်မပါတယ်လားမပြောနဲ့ယေရှုကအဲ့ဒါမသိယေရှုကခမဲတော်ဘာပြောလဲပဲမသိ
ရှော့နေတဲ့တော့ဘူးမလုပ်ခဲ့ရှော့နေကဘာဘူးကနေစပြီးဘူးမလုပ်ခဲ့ဘေး prophet မလုပ်ခဲ့မယ်ယေရှုလုပ်တယ်ကျွန်တော်တို့ဘုရားကအစ်စ်လုပ်တယ်ဘုရားအစ်စ်လုပ်တယ်ဘုရားမကျေသူခရစ်တော်နဲ့သွားမယ်ဆိုအမြင်ကျယ်ကျယ်နဲ့သွားဖို့အစ်စ်လုပ်တယ်ဘုရားသခင်ဖြစ်တယ်ဟာလေလုယာကျွန်တော်အရေးပြားမကောင်းတဲ့သူတရားကိုဆူတောင်းခံတယ်ကျွန်တော်ဆူတောင်းပေးတယ်အရေးပြားအကြောင်းပြောင်းသွားတယ်အရေးပြားအကြောင်းပြောင်းသွားနောက်ပိုင်းတော့ကျွန်တော်သဘောကျကိုတော့နောက်တစ်ခါဆိုအဖြူလဲအောင်မဲလို့ဝတ်ချင်တယ်ခါလေးညှိလိုက် facial တွေပဲသွားတယ်မလို့တော့ကျွန်တော်တို့ခရစ်တော်အကုန်လုံးနဲ့အကုန်လုံးကိုတတ်နိုင်တဲ့ဘုရားသခင်ဖြစ်တယ်ဟာလေလုယာတင်းငယ်တော့အတွေးခေါ်တဲ့ခရစ်တော်နဲ့မပေါင်းနဲ့ယေရှုနဲ့ပေါင်းခြင်းအမြင်ကြီးကြီးထားကျွန်တော်တို့ခရစ်တော်အကြီးကြီးပြောတယ်ထိုတောင်နေရာမှာရွေးတော့ကျောင်းဒီအုတ်ဒီတဲလေးပါလေရွှေ့ခိုင်းတယ်မို့ထိုတောင်အဲ့တောင်ရွေးဦးတောင်မို့အဲ့ဒါကျောင်းနဲ့လှုပ်ထားတာယေရုရှလင်ရဲ့တောင်တွေကကျောင်းတွေနဲ့လှုပ်ထားတာရှော့နဲ့လှုပ်ထားတာပေါ့အဲ့တော့အလေးကိုယေရှုကဘာပြောလဲအဲ့ဒါတော့မှအများကြီးမသုံးခိုင်းဘူးယုံကြည်ခြင်းကိုမုံညင်းစေပဲသုံးခိုင်းတာငါတို့ခရစ်တော်ကလေရတော့များသားမြင်တယ်ယုံကြည်ခြင်းကမုံညင်းစေလောက်ရှိရင်ထိုတောင်နေရာမှာရွှေ့တော့ပင်လယ်တိုင်းကြလို့ဆိုထိုသူဆိုတဲ့အတိုင်းပဲဖြစ်လိုက်မယ်ပြောတဲ့အတိုင်းဖြစ်လိမ့်မယ်။ဒါဆိုကျွန်တော်တို့ကဘာလို့ယောဂတေးသေးလေးတွေမရွှေ့ရရလဲ။ယောဂတေးသေးလေးတွေအမိန့်ပါလို့မပေးရရပါလဲ။ထိုတောင်တောင်ရွှေ့ဆိုလို့ရှိရင်ဟိုပစ္စည်းဒီပစ္စည်းရွှေ့ခိုင်းနေတာပေါ့။အဲကျွန်တော်ပစ္စည်းအပြတ်တွေပါကျွန်တော်အမိန့်ပေးလိုက်တယ်။ပစ္စည်းအပြတ်တွေလည်းအမိန့်ပေးတယ်ဝါတာတွေလည်းကျွန်တော်ကဝိတ်လျှော့ပလိုက်တယ်။တချို့ shopping mall မှာဘောင်းပြီးသွားဖို့ခရစ်တော်အကုန်တက်လိုက်တယ်။အာမင်ဟာလေလုယာကျွန်တော်တို့ခရစ်တော်သည်ယေရှုသည်အသက်ရှင်တယ်အရာခတ်သိမ်းကိုတတ်နိုင်တယ်လူတိုင်းကိုသိစေဖို့အတွက်လုပ်ဖို့လိုပြီတင်းငယ်တော့အတွေးခေါ်နေဆိုရင်ခရစ်တော်နဲ့ပေါင်းလို့မရယေရှုနဲ့ပေါင်းရတယ်ဆိုရင်ယုံကြည်ခြင်းကြီးကြီးမားမားရှိဖို့လိုအများကြီးလုပ်ဖို့လိုတယ်ကျွန်တော်လူတယောက်ကဖုန်းခေါ်ဆရာတဲ့အဲ့ဒါဒီမှန်လားမှန်လားမသိဘူးကျွန်တော်သိတာတော့ကျွန်တော်ဘုရားကျောင်းထဲမှာငုတ်တုတ်ထိုင်နေတဲ့သူမဟုတ်ကျွန်တော်မွတ်စလင်တွေဟိန္ဒူတွေကြားထဲသွားနေရတာဗုဒ္ဓဘာသာတွေကြားထဲသွားနေရကျွန်တော်ကတော်ကီနဲ့လှုပ်လို့မရဘူးယေရှုအသက်ရှင်ကြောင်းလက်တွေပဲလှုပ်လို့ရတယ်ခင်ဗျားတို့လိုဘုရားကျောင်းထဲမှာငုတ်တုတ်ထိုင်နေတော့ပြဿနာမရှိဘူးကျွန်တော်အပြင်မှာသွားပြီးအေးဝူလီလိုက်ဟောနေတယ်သူခရစ်တော်အသက်ရှင်ကြောင်းလက်တွေပြဖို့အတွက်လိုအပ်တယ်ကျွန်တော်တည်တဲ့တော်တွေမှာခေါ်လာခဲ့ခိုင်းတာတည်တဲ့သူတွေကခေါ်လာခဲ့ခိုင်းတာကျွန်တော်ဟိုတနေ့ကလူတယောက်ကတသိခံတယ်ကြားတဲ့ကလေးလေးတယောက်တဲ့အောက်ဆီဂျင်နောက်ဆုံးစက္ကန့်နဲ့တည်ပြီးတဲ့ဆရာဝန်ကလုံးဝအဖြေထုတ်လိုက်ပြီးတဲ့ဆရာရှိဖုန်းဝင်လာတယ်ကျွန်တော်တရားနေအလှမ်းအမိတ်ပြီးကလေးလေးပြန်အသက်ရှင်သွားဟာလေလုယာအဲ့ရတော့ဒီဘောအဲ့ဒါကအမှန်ကန်တယ်ဟာလေလုယာဒါကြောင့်အရှင်ကြီးကောင်းပါလားခရစ်တော်နဲ့ပူးပေါင်းခြင်းနဲ့ဆိုရင်ယုံကြည်ခြင်းမြင့်မြတ်ထားဖို့အတွက်လိုအပ်တယ်အကုန်လုံးတင်ဆိုသည့်အတိုင်းဖြစ်လိမ့်မယ်ပတ်စံတရွက်ကိုနှစ်ရွက်ပွားတာမို့တောင်ကြီးကိုတော့ပင်လယ်ထဲချခိုင်းတယ်ဗျာတင်ဆိုတဲ့အတိုင်းဖြစ်လိမ့်မယ်အဲ့လိုယုံကြည်ခြင်းသမားတွေမပေါ်လို့မဟုတ်တောင်တွေဒုက္ခရောက်တယ်ဂန်နီဟိုင်လိုင်းပင်လယ်ထဲရောက်ရင်တော့အဲ့လိုယုံကြည်ခြင်းတွေမထွက်လာသေးလို့အဲ့တော့ဘုရားသခင်ကတင်ဆိုတဲ့အတိုင်းလုပ်နိုင်တဲ့ဘုရားဆိုဒီပါဇက်ကိုကောင်းစွာအသုံးပြုတတ်ရမယ်အမင်္ဂလာတွေကိုအကုန်ချီးမွမ်းလိုက်ရမင်္ဂလာတွေကိုမိသားစုမှာကျင့်ကြရမင်္ဂလာတွေကိုခန္ဓာကိုယ်မှာကျင့်ကြရဘောင်းဒီအိတ်ကကိုနေ့တိုင်းဗလာနဲ့တီးပဲကဘာဦးချမ်းထားရီလာမပြောနဲ့မြေကြီးဒီအစဲတရမရှိလွတ်လပ်လာပြင်မြေကြီးကကိုပြောတာငါမြေကြီးနဲ့လှုပ်ထားတာငါတို့ကလူဆိုတာမြေကြီးဒီအစဲတရမရှိလွတ်လပ်လာအဖြစ်ဤဝတ်စရာအင်ကြီးတော့မရှိဘောင်းဒီအိတ်ကတည်းကနိုင်စရာပတ်စံလည်းမရှိဘာမှမရှိအဲ့ဒါတွေလာမရွတ်နေတော့အလင်းဖြစ်စေလို့ပြောရင်ပြန်ဖြစ်လာပြီဖြစ်စေလို့ပြောရင်ပြန်ထွက်လာပြီဟာလေလုယာအဲ့ဒီကောင်လေးကအဲ့ဒီမှာစပြီစီပလင်းကိုတက်လာပြီဘသူရှိကိုသွားလဲဆိုရင်နာမည်ကဘယ်လိုခေါ်လဲဆိုလို့ရှိရင်ယေဟုပြောကြည့်ယေဟုအချို့ကျတော့ဟိုတရားတွေလာနားထောင်တာတို့ခွားတွေရပါဒါပေမဲ့ဟိုကျမ်းစာတွေကလူတွေနာမည်မသိဘူးမောရှိတို့ပေတရုတို့နာမည်ကြီးတော့သိတယ်ယေဟုတို့ဘာကြောင့်မကြဘူးနည်းနည်းလေးကြားဘူးပေါ့မှတ်ထားလိုက်ယေဟုရှိကို prophet ချတဲ့လေးရလာယေဟုကဘယ်လိုလူလဲဆိုတော့ကွန်မန်ဒိုစစ်သားဘုံမင်းလို့ခေါ်တယ်ကွန်မန်ဒိုစစ်သားဘုံမင်းအဲ့ဒီဘုံမင်းကဘာလို့နေလဲဆိုတော့မီတင်ထိုင်နေတာသူတို့ဘုံမင်းအချင်းချင်းမီတင်ထိုင်နေတာသူတို့ plan ဆွဲနေပြီဒါပေမဲ့ तू မသိတာတခုကအဲ့ဒီမီတင်မှာဘုရားပြင်မရှိတော့
ရားသခင်ကအဲ့ဒီမီတင်မှာဆွေးနွေးတာတွေကိုစိတ်ဝင်စားတော့ဘာဖြစ်လို့လဲဆိုတော့ကောင်လေးလက်ထဲမှာပါလာတဲ့စီကအဲ့ဒီဘုံမင်းကိုဘယင်ဖြစ်ပြောင်းတော့ဘုံမင်းလေးကမသိရှာဘူးသူ့မှာအဲ့ဒီမီတင်လေးထဲမှာတိုင်ပတ်ခေါင်းတွေကုတ်နေတယ်မီတင်တွေလုံးနေတယ်အချို့သူတွေဒီနေ့ကျွန်တော်လာတာကျွန်တော်လည်းခြာတိတ် prophet ခြာတိတ်လေးပါစီဘူးလေးပါလာတယ်မြင်ရတဲ့စီဘူးတော့တန်ရှင်းသောဝိညာဉ်တော်ဖြစ်တယ်အားလုံးရဲ့အပေါ်မှာ prophet ပြုတဲ့စကားပါလာတယ်အဲ့ဒီစကားပါလဲဆိုလို့ရှိရင်ဘုံမင်းဘဝကနေဒီ level ကနေနောက် level တစ်ခုကိုပြောင်းဖို့အတွက်ဖခင်သခင်ပေးလိုက်တဲ့စီကျွန်တော်မှာပါလာတယ်အဲ့ဒီဘုံမင်းကအဲ့ဒီ meeting မှာအချိန်ချနေပြီသူဒီအလုပ်ကိုလုပ်ပြီးဒီအလုပ်ရဲ့လစာကိုရတာကြာပြီဘုံမင်းဆိုတော့လစာလည်းနည်းနည်းကောင်းပါပါဒါပေမဲ့ဒီအလုပ်ကိုသူလုပ်နေတာကြာပြီဒါပေမဲ့ तू မသိတာတကူကဘုရားသခင်ကဒီအလုပ်ရဲ့အစင်ကနေနောက်ထပ်ဒီအလုပ်ကနေပယ်နဲ့ကျင်းဘုရားသခင်ဒီနေပယ်ကနေဣသရေလတနိုင်ငံလုံးရဲ့ဘယင်နေရာနေပယ်ကိုချဲ့ချင်တာတင်းရဲ့ပတ်စံကိုဘုရားချဲ့ချင်ပြီတင်းရဲ့ဝင်ငွေကိုဘုရားချဲ့ချင်တယ်တင်းရဲ့သွားရမယ့်နေပယ်မလေးရှားမှာဘောင်ချုပ်ထားသလိုနေရတယ်ဘုရားချဲ့ချင်တယ်နေရာတကာသွားနိုင်ရတဲ့အခွင့်ကိုပေးချင်တယ်ဒါပေမဲ့အဲ့ဒီနေပယ်ကိုသင်မစင်တော့တရားဒီဘုံမင်းနေပယ်မှာပဲပြီးတင်ထိုင်နေတယ်ဒါပေမဲ့ဘုရားသခင်က prophet ချတိတ်လေးကိုစီဘူးယူလာခိုင်းတယ်ကောင်းလေးကစီဘူးလေးနဲ့ဝင်လာတာမီတင်ထဲထိဝင်လာတာတကားလာခောက်တယ်သူများတွေစစ်သားတွေမီတင်ထိုင်နေတာ prophet ကခက်တီတီနဲ့ရောက်လာစစ်သားတွေမီတင်ထိုင်တဲ့နေရာမှာဘယ်သူနဲ့တွေ့ကြလို့လဲလို့မေးတော့ဘုံမင်းနဲ့တွေ့ကြလို့ပါလေဒါတော့အားလုံးဘုံမင်းပဲဘေးဘုံမင်းလဲယေဟုဆိုတဲ့ဘုံမင်းနဲ့ဘယ်လိုဖျားတော့မှာလိုက်တာယေဟုဆိုတဲ့ဘုံမင်းနဲ့ကျွန်တော်တွေ့ချင်တယ်အဲ့ဒါယေဟုကကျွန်တော်ပဲတဲ့ယေဟုဆိုတာကျွန်တော်ပဲတဲ့မင်းတို့ဘုရားသခင်ရဲ့စကားရှိတယ်သိချင်ငါတော့လိုက်ခဲ့တယ်တခါလဲဘုံမင်းကိုပြတ်ပြောတယ်ခြာတိတ်လေးကမကြောက် prophet မျိုးသားတွေကလုံးဝမကြောက်မရှိတယ်ကိုလက်ထဲမှာစီကင်လာရင်ဘုရားမှာတဲ့စကားရှိရင်ဘာလို့မှမကြောက်ဘူးဘာပဲပြောပြောမကြောက်ဘူးဘုံမင်းကတော့တက်ပြောတာအဲ့တက်ပြောတဲ့အခါမှာဘုံမင်းကိုဒါပေမဲ့ကျွန်တော်ပြောတဲ့စကားဒီ meeting ထဲမှာပြောလို့မရဒီ meeting ကလုံနေကြအရာတွေပဲဆွေးနွေးမှာလုံနေကြအရာတွေဆွေးနွေးမဲ့နေရာမှာဖခင်ရဲ့ prophet ပြုချက်ကိုလုံးဝကြားနိုင်မှာမဟုတ်လုံးမဲ့တစ်နှစ်လာလဲဒါပဲပြန်လုံးနောက်10နှစ်လဲဒါပဲပြန်လုံးမယ်ဆိုရင်ဖခင်သင်ကိုစကားအသစ်ပေးလို့မရစကားအသစ်ကိုကြားခြင်းနဲ့ဖခင်သခင်နောက်ထပ်တိုးချဲ့ပေးတဲ့ level တခုကိုကူးပြောင်းခြင်းရင်အဲ့ဒီ meeting တွေကထွက်လာပြီးတော့အတွင်းခန်းထဲကိုလိုက်လာပြောကြည့်အတွင်းခန်းထဲပြောကြည့်အင်္ဂလိပ်စကားမှာတော့ inner room အတွင်းသုံးခန်းထဲကိုလိုက်လာလူတွေအများကြီးရှိတဲ့နေရာမှာကျွန်တော်ဘုရားစကားကိုမပြောနိုင်ဘူးဘုရားစကားကိုကြားချင်တယ်ဆိုရင်ကျွန်တော်လည်းအတွင်းသုံးခန်းထဲကိုလိုက်ခဲ့အချို့တွေဘုရားရဲ့အတွင်းဆုံးမျက်မှောက်တော်တွေကိုလာဖို့အတွက်တွန့်ဆုတ်နေတဲ့သူတွေရှိတယ်အဲ့ဒီလူတွေအတွက်ဘုရားရဲ့ prophecy ကြားမှာပေါ့အတွင်းဆုံးခန်းထဲကိုရောက်လာတဲ့သူတွေပဲဖခင်ရဲ့စီလောင်းခြင်းကိုခံရမှာဖြစ်တယ်။ဒီနေ့ကျွန်တော်မှသတင်းစကားပါလာတယ်။အဲ့ဒါကပါလဲဆိုရင်တင်ဟာအရင်တော့ကွန်မန်ဒိုစစ်အင်ဂျီဝင်မယ်။ဒါပေမဲ့ဘုရားသခင်ကဒီနေ့ကွန်မန်ဒိုစစ်အင်ဂျီကနေဘုရားသခင်ကဘယင်တက်တဲ့ဖူကိုစောင်းပေးဖို့အတွက်ဘုရားပြင်ဆင်တယ်။ဘုရားနေ့စဉ်လုပ်နေတဲ့အလုပ်တွေကကွန်မန်ဒိုပဲစစ်တိုက်မယ်မီတင်တိုင်းပဲစစ်တိုက်မယ်ဘုရားသခင်ကအဲ့ဒီအလုပ်တွေကိုစပ်ပလုပ်စေချင်တော့အချို့တွေတင်အခုလုပ်နေတဲ့အလုပ်တွေကတကယ်တမ်းတော့အဲ့ဒါလွန်ခဲ့တဲ့10နှစ်ကလုပ်ရမယ့်အလုပ်တွေဒါပေမဲ့ဘုရားအတန်မရှိတဲ့အတွက်ဘုရားရဲ့ဘိသိက်စီမရှိတဲ့အတွက်လွန်ခဲ့တဲ့10နှစ်ကအလုပ်တွေကိုပဲပြန်လုပ်နေရတယ်လွန်ခဲ့တဲ့10နှစ်ကအလုပ်တွေထဲမှာပဲတန်တရားလည်နေတယ်ဒါကြောင့်ဘုရားသခင်ကတင့်ကို next level ကိုသွားစေချင်ပြီနောက် level ကောင်းကြီးမင်္ဂလာနဲ့နောက် level ဘိသိက်ခြင်းနဲ့နောက် level ကောင်းကြီးကျွေဝသွားလူတွေများစွာပြောင်းလဲစေတဲ့သူပြပြပို့ဆောင်ခြင်းပြီဒါပေမဲ့ကျွန်တော်တို့အရင်ဘိသိက်အဟောင်းထဲမှာကျွန်တော်တို့နေနေတယ်အရင်ဘိသိက်အဟောင်းကနေနောက်ထပ်ဘိသိက်အတစ်တစ်ခုကိုကူးပြောင်းလာရမယ်ကျွန်တော်တို့ဘုရားကအရင် level မှာဘယ်တော့မှမထားချင်ဘူးနောက် level တစ်ခုသွားစေချင်တဲ့ဘုရားဖြစ်တယ်အသင်းတော်အနေနဲ့ကျွန်တော်ဒီမှာရှင်းသူတွေကိုဘုရားရဲ့သတင်းစကားကိုဘုရားတခင်ပြောတဲ့သတင်းစကားခုနေနဲ့ကျွန်တော်ရဲဝံ့စွာပြောချင်တယ်ဘုံတော်တစ်ပါးကနေနောက်တစ်ပါးကိုသွားဒီတစ်ပါးမှမနေရကျန်တာကဘယ်လိုပြောလဲဆိုတော့အရင်ဖြစ်သောဘုံဒီတဲ့ကြီးမြတ်ပြီးမှန်လေနဲ့ယခုဖြစ်သောဘုံဒီတာပြီးကြီးမြတ်တယ်။ဒါနဲ့ပါလေအရင်လုံးကမြင်ခဲ့ဘူးတဲ့ဝိညာဉ်တော်လှုပ်ရှားမှုထက်အခုဖြစ်မဲ့ဝိညာဉ်တော်လှုပ်ရှားမှုပိုကြီးမြတ်တယ်။အခုဖြစ်တဲ့ဝိညာဉ်တော်လှုပ်ရှားမှုထက်မနှက်ဖြန်တဲ့တပတ်ခါမှာဖြစ်မဲ့ဝိညာဉ်တော်လှုပ်ရှားမှုပိုကြီးမြတ်တယ်။ဒါကြောင့်
တမန်တော်ခေတ်ကလို့လှုပ်ရှားမှုတည်တည်လေးကျွန်တော်လာမပြောနဲ့ဖိလိပ္ပုကပျောက်ပြီးတော့ပဲသွားတာကျွန်တော်က၄ကနှစ်ကိုခွဲပလိုက်တယ်ကျွန်တော်၄ချိန်လူ၄ယောက်တက်နေလာခံတယ်ဆရာကျော်ရွှာကျွန်တော်ရှိလာပြီးတော့ကျွန်တော်တို့ရှိမှလာပြီးတော့အနာရောဂါညင်းပြီးသွားသူ့ကိုမြင်လည်းမမြင်ဘူးသိလည်းမသိဘူးသွားလည်းမသွားဘူးသူ့နေရာတော်တော်သိခံတယ်ကျွန်တော်နေနေတာတနေရာ၄ခါရှိပြီလူ၄ယောက်ကကျွန်တော်ဗစက်နဲ့ဒဲတက်တည်ခံတာဖိလိပ္ပုကတနေရာမှာရှိပြီးနောက်တနေရာကိုပျောက်သွားတယ်ဒီဘက်မှာမရှိတော့ဘူးတခြားမျိုးရောက်သွားတယ်ယေရုရှလင်ကနေအာဇုတ်ရောက်သွားတယ်အာဇုတ်ကနေကဲတရီရောက်တယ်တနေရာမှာရှိရင်နောက်တနေရာမှာပြန်မရှိဘူးကျွန်တော်၄ချိန်တိတိတနေရာမှာရှိမယ်တခြားနေရာမှာလည်းအနာငိမ့်တာဖြစ်သွားတယ်ဆရာကြီးဂျွန်ဂျီလိတ်ကအမေရိကန်နိုင်ငံသားအင်္ဂလန်တစ်ခါမှမရောက်ဘူးအင်္ဂလန်မှာရှိတဲ့ကောင်မလေးကဂျွန်ဂျီလိတ်ဆူတောင်းပြီးတော့အနာပြောက်သွားနောက်နေ့ရောက်တော့ဂျွန်ဂျီလိတ်နဲ့တွေ့တော့ဆရာကြီးကမနစ်ကလာတော့ဆူတောင်းပြီးတာတဲ့ကျွန်မအနာပြောက်သွားတယ်တဲ့ဂျွန်ဂျီလိတ်ကပြောတယ်အင်္ဂလန်နိုင်ငံအခုမှပထမဆုံးရောက်ဘူးလားတဲ့ဘယ်ကမနစ်ကလဲဆရာပဲလေမနစ်ကလည်းကျွန်မကိုဆူတောင်းပေးသွားတာဘယ်ကမနစ်ကမှအခုမှငါလာဂျွန်ဂျီလိတ်ကအမေရိကန်မှာလည်းရှိတယ်အင်္ဂလန်မှာလည်းရှိပါတယ်ဟာလေလုယာအရှင်ဖြစ်တဲ့ဘုံကအခုဖြစ်တဲ့ဘုံကပိုကြီးတယ်ဒါကြောင့်ဘယ်လိုမလုပ်ခဲ့တာတွေလဲတင်တော့ခင်မှာဖြစ်နိုင်တယ်ဆရာကျော်ရွှာခင်မှာလည်းဖြစ်နိုင်တယ်ခင်မှာလည်းဖြစ်နိုင်တယ်ဒီမှာရှိတဲ့လူငယ်တွေရောင်းဝတာတဲ့လူငယ်တွေများတာကျွန်တော်ကကလေးတွေများရင်တိုင်ပတ်ပြီတချို့နေရာကကလေးတွေကပြိတ္တအပြည့်ပဲအောင်ပါဒုက္ခကြောင့်တော့ကျွန်တော်ဒီလာကြိုင်လို့ကြိုင်လို့ဘာလို့တော့မလို့ရှုပ်လို့မရလို့ဖြစ်တယ်ဒါပေမဲ့ဒီမှာရှိတဲ့သူတွေလူငယ်ကြတော့ကြားရင်ကြားတော့နားလေကလေးကြတော့အားပေးရင်လည်းသူသဘောပေါက်ချင်မှပေါက်တာပြီးရင်ကလေးမိခင်ကြတော့လေပြောပြီးသူပြန်လို့ချင်မှလို့ကလေးမိခင်နဲ့ကလေးထက်ကျွန်တော်လူငယ်ကိုပို့ပြီးတော့သဘောကျအာမင်ကျွန်တော်ခရစ်တော်လိုပဲခရစ်တော်ကကလေးနဲ့မျိုးသမီးထက်မရှိဘူးယေရှုကလူကြီးရင်တော့အမျိုးသမီးနဲ့ကလေးမပါတော့အဲ့ဒါမျိုးလားယောက်ျားကြီးပဲ9000ဒါမျိုးခရစ်တော်ကျွန်တော်လည်းခရစ်တော်လိုလုပ်မရှိတဲ့ကျွန်တော်တို့လူငယ်တွေဖြစ်တဲ့အတွက်အားလုံးအားပေးကြတာအခုဖြစ်နေတဲ့ level ကြီးပေတရုခေတ်ကဖြစ်တဲ့ level တဲ့အများကြီးမြင့်အများကြီးအေဒီ300ကျော်မှာစိန့်ပတ်ထရစ်ကလူတွေ33ယောက်ရှင်တယ်အခုဒေးဗစ်ဟိုကန်အယောက်900ပြန်ရှင်တယ်အဲ့ဒါတော့မှတယောက်လေးပြန်ထားဖို့မယုံရဲတဲ့သူမလုံးနဲ့ကိုဆူတောင်းပြီးမှအာသုဘချသွားတာပြဿနာမရှိဘူးဆူတောင်းပြအောင်တော့တောင်းလိုက်အောင်ပေါ့ဟာလေလုယာအာမင်အချို့ကဆူတောင်းပြအောင်မတောင်းအာသုဘစောကြီးမချနဲ့အရင်ဆုံးကိုယ့်လက်လေးတော့တင်သွားလိုက်အောင်ကိုယ့်လက်တင်လို့မှမပြောင်းတဲ့ပြဿနာဖြစ်ကျွန်တော်လည်း9ယောက်တောင်းဘူးလေကျွန်တော်လည်း9ယောက်မတာ9ယောက်တောင်းဘူးလေဒါပေမဲ့သူတို့ရဲ့တက်တဲ့ခံကြရ3ယောက်တော့ပြန်ထားတယ်ဝါ9ယောက်တချို့တွေလည်းအေးဆက်နဲ့ပြန်မထားအောင်ဘယ်လောက်ရိုက်ပြန်မထားအောင်ဘိုက်ဒီပါပြီးကြည့်တယ်ဘတော်စများဟိုနှလုံးတွေပြန်ခုံသွားမလားလို့ပြန်မခုံဘာပြီးတော့အာတုဘမချခင်တော့ကိုလက်လေးတန်သွားတယ်အဲ့လိုပြောလို့အာတုဘပေါ်လိုက်လမ်းခုံပြီးတော့မဟုတ်ကိုကကိုဆူတော့ဟာလေလုယာအာမင်မနေ့ကဆိုကျွန်တော်မြန်မာပြည်ကမန္တလေးကနေရေခဲတိုက်ကဖုန်းခေါ်ဆရာဆူတောင်းပေးပါတဲ့သိသွားလို့ပါဆိုတော့โอเคဒါဆိုတော့လောလောလတ်လတ်ကျွန်တော်ယုံကြည်ခြင်းပြည့်ဒါဆိုကိုထသွားတာရလောလောလတ်လတ်များတော့အဲ့ဒါနဲ့လက်ကြည့်လိုက်တော့ဗီဒီယိုကောဖွင့်ယုံကြည်ခြင်းပြည့်ဖွင့်တော့ဗီဒီယိုကောလည်းဖွင့်လာအောင်အငွေ့ဖွင့်လာဘယ်ရလဲဆရာဖွင့်ပြီးသွားတယ်ဖွင့်လာမမြင်ရဘူးဆိုတော့ဆရာအေးကလည်းပါလေဘယ်မှာလဲဆိုတော့ရေခဲတိုက်တယ်ပါ3ရက်ဆောင်ရှိပါတယ်တေးပါတချို့ပြန်အရင်ဖုန်းခေါ်တာတင်ယုံကြည်သေးနေချင်းတင်လိုက်ဖြစ်စီဆိုတော့ကျွန်တော်မယုံလို့လားမဖြစ်ဘူးပြန်မထားစစကျွန်တော်လက်တင်လိုက်ဆရာလက်တင်လို့မရဘူးမှန်လုံးခန်းထဲမှာအဲ့ဒီကတာဝန်ရှိသူပြောလိုက်အခေါင်းကိုဖွင့်ပေးလို့ပြောလိုက်အဝေးရဆိုတော့လေကြီးတယ်ဟိုရတယ်ဝေးပဲဆိုတော့လေကြီးတယ်လာယူအတွင်းမှာမထားရင်ကိုယ်စီးတဲ့ကိုပဲကျွန်တော်တို့လာယူပဲချိန်ရမယ်ဟာလေကျွန်တော်လည်းခြားသောဘာသာစကားလည်းတောင်းလဲရှက်ခါတာပါ in the name of Jesus လည်းပါပြီဗမာလိုယေရှုနာမ၌လည်းပါပြီ
Alors solo semua. Betul le mau biji le nak tahu juga. Jadi kalau siapa mau dia dia nak percaya je. Letak. Tahu siapa le, lama tahu. Ini bila, ini mau jadi orang ini lah, ini mau. Ini. Alors asal dah doh. Bahasa yang buat le doh kau ini yang jawab jangan mau. Ame channel ro ye yong chi tu de ye lat de thi lup phya ma lo ba amen phya thkin ye bong wa thin sha la le Saint Patrick ခေတ်မှာ33ယောက်ပြန်ထားစပင်ဝေကဘောခေတ်မှာ38ယောက်ပြန်ထားအခု David Hogan ခေတ်မှာအယောက်900ကျော်ပြန်600ပြည့်တော့အခုကျွန်တော်လည်းအဲ့ဆန်ညိုလိုက်အဲ့ဆန်ညိုတော့တွားတယ်မရှိသူတွေလည်းကျွန်တော်တို့ဖျားသခင်အသက်ရှင်ခြင်းကိုဗိမာန်တော်မှာမသိမ်းတာပါနဲ့လောကထဲမှာပြသရဟာလေလုယာပရောဖက်ကောင်လေးနဲ့တော့ဘုရားအလုပ်လုပ်ရင်မရှိသူအားလုံးပါလို့ရပြီဖြစ်တယ်ဒီနှုတ်ထားမှုတွေမှာအားလုံးပါလို့ရတယ်အဲ့တော့အခုအဲ့ကောင်လေးကဘာလုပ်ပြီးလဲဆိုတော့အဲ့ဒီရေဘူးကိုဘယ်ခေါ်ပါလဲဆိုတော့အတွင်းကန်းတွေကိုခေါ်ပါတယ်အတွင်းကန်းတွေကိုခေါ်တာနဲ့ဘူးကိုဖုံးဖွက်နဲ့စီကိုခေါင်းကိုလောင်းချလိုက်တယ်မင်းကိုထာဝရဘုရားကဣသရေလရှင်ဘုရင်နေရာမှာခံပြီးဆိုပြီးပြောလိုက်တယ်ယေဇဗေလလုံတဲ့အမှုတွေကိုပြန်အကျွေးဆက်ဖို့နဲ့မင်းကိုဘုရားပေးလိုက်ပြီကျွန်တော်တို့ဘုရားတခင်ပေးတဲ့ပေးချင်းဒီဝိညာဉ်စိုးကိုဆုံးမဖို့ဖြစ်တယ်။လက်စိုးကိုဆုံးမဖို့ဖြစ်တယ်။အချင်းချင်းတရားနဲ့တရားပြန်ဖို့မဟုတ်ဘူး fight ဖို့မဟုတ်ဘူး။ဝိညာဉ်စိုးကိုကျွန်တော်တို့ဆုံးမဖို့နဲ့ဘုရားတခင်ပေးလိုက်ပြီ။ကျွန်တော်ဘေးယုံကြည်သူနဲ့မှမပြိုင် fight လည်းမ fight ကြိုက်တယ်လို့ပြောဘာမှမဖြစ်ဘူး။ကျွန်တော်ဝိညာဉ်စိုးကိုဆုံးမဖို့ဖြစ်တယ်။လက်စိုးကိုဆုံးမဖို့ဖြစ်တယ်။ဘုရားတခင်ပေးတဲ့အရာဒီလက်စိုးကိုကျွန်တော် fight ဖို့ဖြစ်တယ်။ဒါဒီမှာရှင်းတယ်ဘုရားတခင်ကအဲ့ prophet ကောင်လေးကိုပေးလိုက်တဲ့စီဘူးဒီယေဇဗေလကိုတိုက်ဖို့အတွက်လောင်းပေးလိုက်ဖြစ်တယ်။တင်တော့မှဘုရားကဒီနေ့ညအိမ်မပြန်ခင်မှာဖိတ်ပေးမယ်။ဝိညာဉ်စိုးတွေကိုချိန်ဖို့ဖြစ်တယ်။အေဝိဂလိသတင်းစကားမကြောက်ဝိညာဉ်စိုးတွေလောက်တာ။အဲ့ဒါတွေကိုချိန်ဖို့ဖြစ်တယ်။ဒါအောင်ကြောင်းပြန်တယ်ဝါအခုကြည့်ပဲယေဟုကစစ်သားဘဝကနေဘယေဘဝမရောက်တာဘာလုံနေလို့လဲဆိုစီလုံနေလို့ဖြစ်တယ်။ဒီမှာထိုင်နေတဲ့သူတွေတနေရာထဲမှာတက်နေတာကြာပြီဒါတကယ်ပြောတယ်တက်နေတာဒီမှာပဲဘယ်တော့မှမတိုးလာဒီထဲမှာပဲလဲနေတယ်တခါလာလဲမီတင်ထိုင်ရင်ဒီကိစ္စတွေပဲကျွန်တော်တို့ဘဝဘယ်တော့မှ grow မဖြစ်ဘူးမတိုးတတ်ဘူးစုကျေးဇူးတွေမတိုးလာကျွန်တော်မို့တော့မဆားဆောင်ခလို့အာရှာခေါင်းဆောင်လို့ပါအဲကျွန်တော်အဲ့ဒီကျွန်တော်ကသစ္စာရှိရှိနဲ့မြင်လာတာစရိတ်စံပေါ်မှာတရားဟောတာကျွန်တော်ဆက်ခဲ့တဲ့ဘုရားကျောင်းမှာမင်္ဂလာဆောင်ဆိုလို့ရှိရင်ကျွန်တော်တို့ကထိတ်ဆုံးသွားလားစပွဲလိုက်လုံကျွေးခြင်းအမှုပြုပါဒါမဲ့ယူပါယောကဘုရားတခင်ကျွန်တော်အကြီးကျယ်လူမျိုးတော်တော့ပြီးတဲ့ကယာရုပြောင်းသွားတယ်ဒီ UMC မှာသင်တော်စာရက security training ပေးရတယ်ပြီးတဲ့ကင်မရာရိုက်တယ်ပြီးဂီတာတီးတယ်လီဂီတာတီးတယ်ရိုးရိုးတော့မဟုတ်ဘူးလီဒါတွေကမတီးတာကြာတော့ခုတော့မရတော့ရေတော့ကတော့ပြောနေတယ်ဘာလို့ဘယ်မှမတီးလိုက်လားအဲကျွန်တော်ဂီတာတီးတယ်ဒါပေမဲ့ကျွန်တော်ဒီဘုံအသေးရမှာမရက်ဘူးဒီအသေးရတစ်ခုမှပဲမရက်တော့ဘုရားတကယ်ဘုံတော်တစ်ပါးမှပါဘုရားတကယ်ကကျွန်တော်တို့ကိုဒီ level ကနေနောက် level တခုအများနဲ့ပို့ချင်တယ်အာမင်ရှားဘက်ကဘယ်လိုဆိုတော့ကိုတော့ကျွန်တော်ရဲ့နေရာအရက်ကိုကျယ်ဝန်းစေပါဘုရားတကယ်ကမလေးရှားကနေနောက်တစ်နိုင်ငံပို့ချင်သေးတယ်ဘုရားတကယ်ကဒီနှစ်နိုင်ငံကနေသုံးနိုင်ငံသွားစေချင်တယ်နိုင်ငံတကာအထိသွားစေချင်တယ်ဘုရားတကယ်ကအများနဲ့ကျွန်တော်ရဲ့နေရာအရက်ကိုကျယ်ဝန်းစေချင်တော့ဘုရားဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီနေ့ပြန်ယူသွားဖို့လိုတဲ့အရာဒီ level ကနေနောက် level ပြောင်းဖို့အတွက်ဘုရားတကယ်ဘိတ်စီကိုပြန်တယ်ပါလို့ဖြစ်တယ်ဟာလေလုယာဒီမှာမချေနဲ့ပါနဲ့ဒီနေရာမှာတက်နေတာမချေနဲ့ပါနဲ့ဒီအခုရလာတဲ့ကောင်းကြီးနဲ့မရက်သွားပါနဲ့ဘုရားတကယ်နောက်တဲ့ level ကိုပို့ချင်နေတယ်ဘုရားတကယ်ကဘုံမူဘွားနဲ့ဘုရားတကယ်ကရှင်မယေဘွားကိုပို့ချင်တယ်ဘုံမူဘွားကအုတ်ချုပ်ရတာနေပဲချင်းတယ်ရှင်မယေဘွားကတိုင်းပြည်လုံးအုတ်ချုပ်ရတယ်ဘုံမူဘွားမှာရတဲ့အခွင့်အာဏာတဲ့ရှင်မယေဘွားမှာရတဲ့အခွင့်အာဏာကွာတယ်
ဒီနေ့တင်ရတာတဲ့ခွင့်ရတာတဲ့မနှက်ပြန်သုံးရမယ်ခွင့်ရတာလုံးဝကွာတယ်ဘုရားကြီးနောက်တဲ့ level ကိုပို့တော့မယ်လေတန်းလေးကွာသွားမယ်အာမင်ကျွန်တော်လည်းလေတန်းလေးကွာသွားတယ်ဆရာကြီးတွေများတော့ရှိမှသွားဆူတောင်းခဲ့တယ်အရင်တော့လေတန်းလေးကွာတယ်အနာယောဂအထည်တယောက်ဆူတောင်း15မိနစ်20အကြာကြီးပဲမပြောင်းမချင်းတောင်းတယ်မပြောင်းမချင်းမောတယ်ယောဂလည်းမပြောင်းနိုင်အကြာကြီးတောင်းရတယ်အဲ့ဆိုလေတန်းကပြော့နေတယ်အခွင့်အာဏာသေးသေးတယ်တခါတလေဒီမှာရှိတဲ့သူတွေအချို့အသင်းတော်မှာဆက်ကတ်တယ်ဆိုရင်မတူဘူးတင်းအောင်စရာပြောရင်တော့အားလုံးဘုံတိုင်းပြေးလို့တယ်သင်းတော်လူကြီးဆိုရင်တော့တနေ့လှုပ်ချင်မှလှုပ်တာဒီတက်ပုံနေတဲ့ volunteer လေးပါလေးဆိုရင်တော့မလုပ်တော့လောက်မထောင်ဘာလို့ဆိုအခွင့်အာဏာကွာတယ်အခွင့်အာဏာတိုးလိုက်ရင်ချက်ချင်းဖြစ်လာအခုဖခင်တခင်ကဗိတ်သိမ့်လိုက်ရင်အခွင့်အာဏာတက်သွားတယ်အမိတ်ပေးတဲ့လေတံလဲကွာသွားပြီပြောရင်လည်းပြောတဲ့အတိုင်းဖြစ်လာပြီကျွန်တော်ပြီးခဲ့တဲ့ဒီတစ်ခေါက်စာရှောင်ဆူတောင်းတယ်ပုံသက်တွေအနေနဲ့ပြောပြတယ်။ဝါကြွားတွေကဘာမှမရှိ။အများနဲ့လည်းရှောင်။ကျွန်တော်တို့အထူးဆန်းလို့မေးတယ်စာရှောင်တယ်ရက်တွေရှည်ရှောင်။အဲ့ဒါတို့အတွက်ထူးဆန်းတာငါတို့ကနှစ်တိုင်းရှောင်။တို့ကအထူးဆန်းနေလာလို့ကိုရနှစ်တိုင်းရှောင်။ပြီးခဲ့တဲ့တစ်နှစ်ကပဲပိန်လုံးလို့မရှောင်ဘူး။အဲ့လိုပြောအခုဝါလာလို့အခုလည်းမဟုတ်ပါ။ရှောင်တယ်။ရှောင်တဲ့ခါမှလည်းဟိုတဘာဝလူသားကြီးလိုမျိုးမောရှိလို့ထမင်းမစားချင်မတော့ရက်ပေါင်း80တောင်ပေါ်သွားနေတာတော့မဟုတ်အဲ့လိုသွားနေရင်ကောင်းငင်ထီတော့ရောက်သွားပြီခန္ဓာကိုယ်ကတင်းကြိုင်းမှာပြောတာအဲ့လိုပြောတော့မဟုတ်ကျွန်တော်အခုရက်60ရှောင်းတယ်စွတ်တော့စွတ်ကိုနေ့တိုင်းမဟုတ်အငမ်းမရနေ့တိုင်းတောက်တာတော့မဟုတ်တစ်ပတ်တစ်ချိန်လောက်တောက်တခါလေနဲ့2ချိန်ဖြစ်သွားတယ်အသီးစားတယ်ငါပြောသီးတွေတစ်လုံးပြီးတစ်လုံးဝိုင်းပြီးတော့ဘိုင်းပြေသွားမျိုးပေါင်းလေးပြန်ချိန်ကိုပဲတက်လာမျိုးမဟုတ်သီးစားတယ်တစ်ပတ်တစ်ခါနှစ်ပတ်တစ်ခါဒီတစ်ခေါက်ကတော့ကျွန်တော်အစာရှောင်တဲ့ကအတိမစားဖြစ်တာများတယ်ဒါပေမဲ့လည်းကြုံတယ်အတင်းလာကျွေးကြုံတယ်အတင်းလာကျွေးတရားစားနေတာသိငဲမှာမဟုတ်ထားတယ်ဒါရေးလာလည်းအတိစားပြီးရှောင်ဒါပေမဲ့ breakfast lunch dinner နဲ့စားပြီးရှောင်တာမဟုတ်ဟုတ်ပြီနော်ကျွန်တော်အစာရှောင်တယ်90ရက်ပြည့်ရှောင်တယ်အခု81ရက်9ရက်ပဲကျွန်တော်လာမယ့်လမြန်မာပြည်ပြန်မှာ90ပြည့်သွားရင်မြန်မာပြည်ကဝသားတို့လိုနဲ့ထွက်ပါဟာလေလုယာပြန်နေရတဲ့ထွက်တဲ့ရကွက်တီဒိန်းဟိုမှာထွက်လာဘုရားသခင်ကကျွန်တော်ရန်သူတို့ရှင်းတယ်ကျွန်တော်ကိုစပွဲကိုခင်းတော်မူဝဲခင်းတော်ဟာလေလုယာအခုတော့ကီလို40ကျော်ပဲရှိတယ်အရင်တော့ကတော့63ကာလီ9တွေပဲရောက်သွားသေးတယ်ပရိုတိန်းတွေတောက်တဲ့အချိန်ပရိုတိန်းတွေကညံ့လို့လားမသိဘူးမတက်လာအဲ့မဲ့ဒီမှာရှင်းကြည့်ပုံပေါ်လိုက်မြင်သေးတယ်ပုံသက်တွေလေးလည်းပြောပြဘုရားသခင်ကျွန်တော်စကားပြောတယ်ဒီတစ်ခေါက်ဘာသာပြောလဲဆို creative miracle သွားအာမင် creative miracle ကျွန်တော်အဲ့လိုလုပ်တဲ့အခါလူတိုင်းနားမလည်နိုင်ဘူးဆိုတော့ prophet angel ဘာပြောလဲဆိုတော့သူတဲ့ပတ်စံတွေကိုပွားတော့ဟာတဲ့ဗန်နေထဲမှာပတ်စံတွေတိုးဖို့ပတ်စံတွေကိုပွားတော့ဟာတဲ့အာဖရိကတိုက်ကပါစတာတွေဝိုင်းခဲ့ရတယ်တဲ့ဒါပေမဲ့အခုအဲ့ပါစတာတွေပဲလုံနေတယ်ဒါပေမဲ့သူတို့လုံတဲ့အချိန်ငါတို့ကထွက်ခေါ်သွားပြီနောက်လည်းပဲသွားနေပြီအာမင်အချို့အမှုတွေကမဖြစ်သေးတာမဖြစ်တဲ့အရာမဟုတ်သူတို့အတွက်အချိန်မရောက်သေးတာကျွန်တော်တို့ကိုဘုရားသခင်ကအရင်ဘုံတော် level ကနေနောက်ဘုံတော် level တခုဘုရားသွားခိုင်းနေပြီကျွန်တော်တို့ကဘာဖြစ်လို့အရင်ဘုံတော်တခုမှတက်နေတာလဲအရင်ကောင်းကြီးနဲ့အရင် level တခုမှတက်နေတာလဲနောက်တဲ့ level တခုကိုဘာလို့စိတ်မခေါ်ရဲရလဲဒီရှာတွေကဘာလို့မပြောဖွင့်ရလဲဒီနေ့ကစားပြီးကျွန်တော်တို့ရဲ့ရှာတွေပြောဖွင့်ရမယ်ကျွန်တော်တို့ဘုရားသခင်အရင်ဘုံတော်တစ်ပါးနဲ့နောက်တဲ့ဘုံတော်တစ်ပါးဘုရားသခင်သွားစေချင်ကျမ်းစာပြောတယ်အရင်ဘုံတော်တဲ့အခုဖြစ်တဲ့ဘုံကပိုပြီးကြီးတယ်အရင်ဘုံကတော့ကြီးမြတ်ရင်ယခုဖြစ်တဲ့ဘုံကတာရွေ့ကြီးတယ်ဒါဆိုလို့ရှိရင်ပေတရုလက်ထက်ကဖြစ်ခဲ့တဲ့ဘုရားသခင်ရဲ့ဘုံတော်သည်အရင်သိတိတ်လုံးသွားပြီအရင်မေးမိန်လုံးသွားပြီကျွန်တော်တို့လက်ထက်မှာဖြစ်တဲ့ဘုရားရဲ့ဘုံတော်သည်တာရွေ့ကြီးတယ်တာရွေ့ခြင်းပြတယ်တာရွေ့ခြင်းပြတယ်ကျွန်တော်တို့လက်ထက်မှာလည်းအရေးလောက်ကတော့တနာတယ်ဖြစ်မှာယေရှုလည်းရေပေါ်လမ်းလျှောက်ကျွန်တော်တို့ခင်မှာလည်းလျှောက်
ကျွန်တော်ရှောက်ပြီးသွားပြီကျွန်တော်ရှောက်ပြီးသွားပြီရေခဲခဲတဲ့ချိန်ရှောက်စားဝေးပါဒီဘောကောင်းရှောက်လိုက်အကြာကြီးရှောက်လိုက်ခရစ်တော်တော်ခဏလေးကျွန်တော်တပတ်ပြီးတပတ်ဘာလဲလာလဲဘာလို့တန်တရားစိတ်နဲ့ကြည့်နေရခရစ်တော်ပြောသလိုဘာလို့ယုံကြည်ခြင်းလောက်ပြင်းရဟာလေလုယာမရှိဒီကောင်မအရင်ခက်ကဖြစ်တဲ့ဘုံတော်တဲ့အခုခက်ကဖြစ်မဲ့ဘုံတော်ပိုလေးကြီးပါတယ်ဒီမျက်စိတွေကိုလုံးဝချက်ချက်ဖွင့်ပြီးတော့ကျွန်တော်တို့အဲ့ဒီဘုံတော်တွေကိုဝင်တိုးပလိုက်ရအောင်ဟာလေလုယာဒါကြောင့်လို့တင်းခဲ့တဲ့ဘဝမှာလုံးဝမနေနဲ့တော့နောက် level ကိုကူပြောင်းရအောင်ယေဟုကနောက် level ကိုကူပြောင်းစေတဲ့လိုအပ်နေတော့အရာတစ်ခုလည်းပဲရှိတယ်အဲ့ဒါဘုရားသခင်ရဲ့ဗိသိက်စီပလင်ဖြစ်တယ်အဲ့ဒီစီကိုတင်းပေါ်ဘုရားသခင်တော်လောင်းပြီးဆိုရင်ဒီအရှင် level ကနေနောက် level ကိုရောက်တယ်ဒီနေ့အစားရဒီပိတ်တဲ့ကိုယူသွားပါဒီနေ့အဲ့ဒီဝိညာဉ်တော်ကိုသိမ့်လိုက်သွားပါဘုရားရှင်ကိုတော့ဒီ level ကနေနောက် level ကိုပို့ပါရှာဖတ်လို့ပြောပါကိုတော့ကျွန်တော်ဤနေရာရောက်ကိုကျဲဝန်းစေပါမလေးရှားမှာကျင်းတဲ့ပူတူးမှာကျင်းလိုက်မယ်ဟိုတော့တချို့အိမ်ထဲကအိမ်တော်မထွက်ရဘူးအရင်ကျင်းတယ်တည်င်းနေရာအရက်ကိုဘုရားကျဲဝန်းစေချင်တယ်လို့နေတာဘုရားသခင်ပိတ်တဲ့ခြင်းဖြစ်တယ်ဟာလေလုယာသွားခြင်းနဲ့ဆန္ဒရှိပါလှုပ်ခြင်းနဲ့ဆန္ဒရှိပါကျွန်တော်တို့များလှုပ်ခြင်းနဲ့ဆန္ဒရှိပါတေးသေးလေးတွေမလုပ်ချင်ပါနဲ့ဘုရားသခင်ထားတဲ့ယူပါယုံဒီသင်တို့မြေကြီးစိုးနိုင်အောင်သွားလို့ပြောတာအဲ့ဒါကြီးမားသောယူပါယုံဖြစ်တယ်ဘုရားသခင်လုပ်ချင်တဲ့အရာဒီလူကိုဘုရားသခင်ကဖန်ဆင်းတဲ့ကအချင်းတို့များပြားစွာမွေးဖွားကြတော့ပူလူးကိုပြည့်စေပြီးနိုင်ကြတော့လို့မပြောဘူးမြေကြီးကိုပြည့်စေပြီးနိုင်ကြတော့ဘုရားသခင်ရဲ့ယူပါယုံဒီအရန်ကိုကြီးမားလို့တဲ့အတွက်ကျွန်တော်တို့တနေရာမှာမတက်နေပါနဲ့တနေရာထဲမှာမရက်နေပါနဲ့လူများစွာကောင်းကြီးဖြစ်ဖို့ဒီနေ့စက္ကရအောင်ဟာလေလုယာတည်သွားပါဘုရားရဲ့ဘုန်းကိုယထာဂိတ်မှာတည်သွားပါဘုရားရဲ့ဘုန်းကိုပတ်စကားဂိတ်မှာတည်သွားပါဘုရားသခင်ရဲ့ဘုန်းကိုစားတော့ဆိုင်မှာတည်သွားပါနံပါတ်1ဖြစ်ခဲ့တဲ့နမိတ်လက္ခဏာဗမာလူမျိုးတယောက်ဗမာဆိုင်မှာဂျိုင်းတောင်းနဲ့စတီးရိုးထည့်လာတာလမ်းထားလျှောက်သွားတာကျွန်တော်နံပါတ်1လွန်ခဲ့တဲ့10နှစ်ကဖြစ်ခဲ့တာပထမဦးဆုံးနမိတ်လက္ခဏာစားတော့ဆိုင်မှာယေရှုခရစ်တော်လမ်းဘေးမှာဗာတီမဲကိုအနာငိမ့်တယ်ယေရှုခရစ်တော်လမ်းဘေးမှာပရောဖက်ပြုတယ်ရေတွင်းမှာပရောဖက်ပြုတယ်သင်တို့ဒီနေ့ prophet ဆုကျေးဇူးတွေဘုရားသခင်ရဲ့ဗိသိက်ဝိညာဉ်ဆုကျေးဇူးတွေအဲ့ကထဲမှာမသိနာနဲ့တော့ဆရာတွေရှိမှာပဲမောနေအောင်ဆုလာတောင်းခံနေတယ်တော့အဲ့ဒီဆုကျေးဇူးတွေကိုလမ်းဘေးတွေယထာဂိတ်တွေဗစကားဂိတ်တွေတက်စီဘော်တွေကရတာဘော်တွေရောက်တဲ့နေရာတိုင်းမှာယထာဘော်တွေမှာအောင်အဲ့ဒီဗိသိက်ချင်းကိုကျွန်တော်တို့အသုံးပြုရမယ့်အချိန်ရောက်လာပြီ။ဘာချက်ကြီးကိုမမတွေသင်တို့လူငယ်တွေဖြစ်တယ်။ခွန်အားသိကောင်းတယ်။ဟောရအောင်ပြောရအောင်တက်တည်ပြရအောင်လူတွေကိုပေးသိရအောင်အာမင်အားလုံးမတည့်ရအောင်အရှင်တွေဘယ်တယောက်ကဘုရားသခင်ရဲ့ဘုန်းကိုအဆောက်အုံထဲမှာမဖွက်ထားပဲနဲ့အပြင်ကိုတည်သွားခြင်းအပြင်တည်သွားခြင်းဘုရားသခင်ရဲ့ဘုန်းကိုမရူနာတို့အသင်းတော်မှာဆိုအသင်းသားတွေပဲလူတွေပြန်ထားတယ်အသင်းသားတွေလူတွေထားပလိုက်တယ်တိုက်မြင့်ကြီးပြုတ်ကြသွားတယ်ဆေးရုံကလာခေါ်သွားတယ်တေးပြီးတဲ့ဆရာကအာသူကမစားခင်တစ်ခါတော့ဆူတောင်းဝင်ပေးဆိုဆူတောင်းပေးလိုက်တာအဲ့အလောင်းပြန်ထားတယ်နောက်ဘုရားเจ้าမနဲ့ဖန်ရင်းနေချင်းလာခံတယ်ကျွန်တော်တို့ဘုရားသခင်ရဲ့အသက်ရှင်ခြင်းကိုလူတိုင်းသိပြဘုရားသခင်အသက်ရှင်တယ်ဘုရားသခင်အားလုံးချစ်တယ်မွတ်စလင်ကိုချစ်တယ်ဟိန္ဒူကိုချစ်တယ်အကုန်လုံးကောင်းတဲ့နိုင်ငံခေါ်သွားကြတယ်ကျွန်တော်တို့ဒါကြောင့်မလို့ဒီနေ့ဘုရားသခင်ရဲ့အသက်ရှင်ခြင်းကိုလက်တွေ့သိပြရအောင်လူတွေအားလုံးကအသက်ရှင်တဲ့ထာဝရဘုရားကိုလိုက်ရှာနေတယ်သူတို့သိတယ်လူလက်နဲ့လုပ်တဲ့အရာတွေကအသက်မရှိဘူးလူလက်နဲ့လုပ်တဲ့အရာတွေကထာဝရမတည်ဘူးသူတို့သိတယ်ဒီစัจ java ကိုဖန်ဆင်းတဲ့ဘုရားတပါးလည်းပဲရှိတယ်အဲ့ဒီဘုရားကိုကျွန်တော်တို့မိတ်ဆက်ပေးရတော့မယ်ဒါနဲ့ကျွန်တော်ဒီနေ့အဲ့ဒီဘုရားကိုဘုရားကြောင့်အဆောက်အုံထဲမှာမဖွက်ထားနဲ့တော့အဲ့ဒီဘုရားကိုဒီစတိတ်စင်ပေါ်မှာမဖွက်ထားနဲ့တော့အဲ့ဒီဘုရားကို DUFC မှာမဖွက်ထားနဲ့တော့အဲ့ဒီဘုရားကိုကျွန်တော်တို့ကိုအားနေတဲ့လမ်းတိုင်းကိုတည်သွားပါလိုက်အောင်ဟာလေလုယာဟာလေလုယာဘယ်ရောက်အဲ့ဒါပြောလို့ချင်လဲစက္ကန့်ချင်လဲဘယ်ရောက်ကအခုရှိနေတဲ့ level ကနေနောက်ထပ် level သွားဖို့အတွက်ကျွန်တော်ပြောတဲ့ဘုရားသခင်ရဲ့ဗိသိက်စီလိုအပ်တဲ့သူတွေရောက်ရှိတယ်နောက် level တခုကိုပုံရောက်ချင်တဲ့သူတွေနောက် level တခုကိုသွားချင်တယ်ဆိုရင်ရှေ့မှာလာခဲ့ပါဆုတောင်းပေးခြင်းရှာပါပါရဘာဘာဆန္ဒလာပါယာ
Sandaba Kandaraya. Bachagema, General Willow Piano. Willow Piano made to the Adibia. General Pianakin Tare, Pintic Piano. Akushi did it, Nebeani, now Nebe Wado. Nebe Atiko Jesaya. Nebe Atiko Jobia. Trade your Atiko Jobo. Pianakin change it out, Charlie. Pianakin change it out, Charlie. I don't know if you have a Sangaya. Pianakin and you. A trade your Atiko feeling. Pianakin, a trade your Atiko feeling. Yoga on people like Alaria, they wanted. Pianakin, a trade your Atiko feeling. Never Atiko Popili. Make go like Patti didn't do the go. Free Abiro, Pia, County Abiro, Niale. County Niale, Shaka, Lakaba, Sandalaba. Alabama, Rabba Santialaba, Shaka Tata, Pataba, Sandalaba, Sandiala, Kumbalaba, Shake, Lababa, Rababa, Rababa, Rababa.
prophetic တရင်စကားဖြစ်တယ်အခုတရင်စကား prophetic တရင်စကားဖြစ်တယ်ဘုရားသခင်ကယေဟုကိုဘုံမင်းကနေဘုရင်ဖြစ်ပြောင်းခြင်း prophet တယောက်ကိုဆင်လွတ်လိုက်တယ်အဲ့ prophet ကစီပလင်းနဲ့ရောက်လာတယ်ဒီနေ့တင်တို့ဘုံမင်းကနေဘုရင်ဖြစ်ပြောင်းဖို့အတွက်သွားရမယ့်နေရာအတွင်းဆုံးခံတဲ့ဟိုသွားအချို့တွေအစာရှောင်ရမယ်အချို့တွေဘုရားသခင်အစာရှောင်ဖို့လို့ဆိုတယ်ဘာကြောင့်လဲဆို level ပြောင်းဖို့ဖြစ်တယ်အရင် level မှာမထားတော့နောက် level ကိုပြောင်းဖို့ဖြစ်တယ်အဲကြောင့်အချို့တွေကိုဘုရားသခင် level ပြောင်းဖို့အတွက်အတွင်းခံတဲ့ကိုခေါ်လာလိမ့်မယ်အဲ့အတွင်းခံတဲ့မှာအရင်တကယ်ချင်းနေတယ်မဟုတ်တော့အရင်အပေါင်းအသင်းနေတယ်မဟုတ်တော့နက်ကလေးစကားတွေလည်းမဟုတ်တော့ဘုရားသခင်က prophecy prophet future တခုလည်းကြားမယ်လေယေဟုကအတွင်းခံတဲ့ကိုဝင်လာတဲ့အခါဘသူအတန်မှသူမကြားတော့သူ့ရဲ့တငယ်ချင်းတွေရဲ့မီတင်တွေကပြောတဲ့အတန်တွေလည်းသူမကြားတော့အာမင်ကောင်းကင်ဘုံကလာတဲ့ prophet future ပဲသူကြားတော့ဒီရက်အနေငယ်အတွင်းမှာချို့သူတွေကိုဘုရားသခင်ကအတွင်းခံတဲ့ကိုခေါ်လိုက်မယ်အာမင်ပြီးဘုရားသခင်က prophet future ကိုဆင်လို့လာလိုက်မယ်အာမင်ကောင်းကင်တမန်တွေပါတွေ့ရလိမ့်မယ်အာမင်အဲ့ prophetic word မှာတင်းကိုအရှင်နဲ့ဘုရားနေနောက်နဲ့ပဲတခုဘုရားခေါ်သွားတယ်ချို့သူတွေဒီညမှာယူပါယုံနဲ့ပြင်ရလိမ့်မယ်ချို့သူတွေအိမ်မက်နဲ့တွေ့ရလိမ့်မယ်အိမ်မက်နဲ့တွေ့ရလိမ့်မယ်အိမ်မက်နဲ့တွေ့ရလိမ့်မယ်ယူပါယုံနဲ့စကားပြောရပါပါစတာလက်ကပါပါစပ်ရလာပါခေါ်ရနေရှုပ်လို့ပါပါရပါ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 Dale cosa,
In the name of Jesus, release. I release your fire. 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 Fire.
Labaya. Piadnya, masih boleh. Jangan lupa cepat. Dia Piadnya dia memang tu. Cuma saya kau betul mesti. Cuma tu betul mesti. Cuma tidak cara mana. Dawai lu betul. Dawai kan orang matu cuma cuma betul mesti. Piadnya masuk orang biar. Tengok jisu bisu ni. Piadnya tengok nak terbunuh ni pergi kau balik. Jadi mereka ni apa beda dah. Piadnya tengok sekau ni. Piadnya tengok cimia ni. Piadnya tengok lebih ni. Di dalam memang tahu. Now that they pay their piadnya bosan beri. Let your glory fall. Fall. Let the glory fall. Let the glory fall. You fall. You live. You will see angel. Keep going about the alley. Go about the alley. Lakabaya mabaya. Oh yeah. Lakabaya mabaya. Fire, 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 fire. Let the glory fall. Fire, fire. Let your breakthrough. Going between you and Syria. In the name of Jesus. Siapa bibi tu kan dia bilang. Biar dia jumpa you bilang. Biar dia iman dia bilang. Biar dia mahu lelah suara. Tisha tu ada kazali. Aje nawa pejo biu. Biar aje nawa tapi jenis dia pejo biar. Mula lau pila le. Awak musa le. Tiada ada tusa nak pila. Prophet suci tu ni biar tahu le. Siapa? Kora bahasa. Prophet dia yang ni le. In the name of Jesus, release your glory. Kora Paul selupa tu. Kora Paul selupa. Laba baba shaka. Tikaba. Kau ke puan ada jom dia le. Dia bah yang kau ke puan ada jom dia le. Dia lari tu le. Kau ke puan ada jom dia le. Oh, saya ni kau ke puan ada jom. Oh, in the name of Jesus. Oh, kau yang puan ni bapa. Pejom tadi ya. We want to see you more. Kabala masek. Balik nak yoga ni lucu. Nak yoga ni. Siapa papa papa papa. Lapa papa papa. Nak yoga ni lucu. Nak yoga ni lucu. Nak yoga ni lucu. Gila. Nari kala selukara. Nari kala. Piamla ni ro diri aja sabi.